channel လေးဟာဆိုရင်ဖြင့်အရှိဇလံကောင်းလေးနဲ့အိမ်နောက်ရေးဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်လို့တင်ဆက်ပေးနေတဲ့ channel လေးတစ်ခုပဲဖြစ်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးဖို့အလဲကျလာတဲ့ဇလံလေးကတော့စာရေးသူမေရှိုခိုင်ခိုင်အောင်ရေးသားထားတဲ့မောင်ရင်တဲ့ကကျွေးဆိုတဲ့ဇလံလေးရဲ့အစာအဆုံးကိုပြပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီတော့ဇလံလေးမစတင်ခင်မှာလောင်ရဲ့ channel လေးကို subscribe မနေရသေးဘူးဆိုရင်လည်းနှိပ်ပေးခဲ့ပါဦးနော်အသေးအတနိုင်လည်းသိရှိစေဖို့အတွက်ဘေးနာက notification လေးကိုလည်းတစ်ဆက်တည်းနှိပ်ပေးခဲ့ဖို့မြစ်တရက်ခံအပ်ပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇလံလေးကိုအခုပဲစတင်လိုက်ပါတော့မယ်ကာလာအသွေးစုံညီလာတဲ့မီးအောင်စုံအောင်ဇပွဲထွက်ဖို့စိုင်းစော်နေကြပြီးပြုတ်သိမ့်ညက်နေတဲ့လူအောင်ကြားကိုတိုးဝေးဖြတ်တန်းလာရင်ကျွတ်တယောက်ဖျာနေရစီကိုရောက်လာရတယ်ကျွေးလာဟိပွဲစားတော့မယ်လာပြီးမှလားတရကန်လို့ကတငယ်ချင်းမာလာကသူမလာတာကိုမြင်သွားကမေးဆက်လက်ရက်ပြရင်နဲ့စီးကြိုတယ်မာလာပဲတိုးကထိုင်လိုက်ပြီးပါလာတဲ့ဆောင်ပါတစ်ထည်ကိုဘောရှောင်းအုပ်ပစ်ပြီးတော့ဇက်ကုံစီကျွဲရဲ့အကြီးတို့ပို့လို့ပစ်လိုက်တယ်အဲ့ဒီရှိန်ဇက်စင်စီကအတန်ကြီးတန်ထွက်ပေါ်လာပါတယ်ကြွားရောက်လာကြတဲ့ရွှေပွဲလာအပရိသတ်အပေါင်းတို့ရှင်မကြခင်မှာမန္တလေးဇက်သပင်အဖွဲမှကပြဖြောပြအသုံးတော်ခံမှာမလို့ပွဲလာပရိသတ်များအနေဖြင့်နေရာယူပေးကြပါလို့မြတ်တရက်ခံကြပါတယ်ရွှေပွဲလာအပရိသတ်ကြီးများရှင်အဲ့ဒီလိုဇက်စင်ဘော်ကကြည်လင်ပြတ်သားတဲ့နှိုးဆော်တန်ကြောင့်စူပွားအောင်ကြွနေတဲ့လူတို့ကြီးကတမဟုတ်ရှင်းပဲငိမ့်သက်သွားခဲ့ပါတယ်မလားဇီးပြူသည်စားရည်စိန်ထဲခဲ့လားငါရန်အိတ်ရှင်နေလို့ဟဲအခုမှထိုင်ကားရှိသေးနင်းမျက်လုံးကအိတ်ရှင်နေပြီပါတယ်ရော့ကြိုက်သလောက်စားပြီတော့နေကင်းတော့ကတနေကောင်ပင်ပန်းထားတာလीဟာစပွဲကြည့်နိုင်မယ်လို့တော့မထင်ထားဘူးစိုင်းစော်တန်ကြားလို့မနေနိုင်လို့ဆင်းလာတာမာလာပေးတဲ့စတီတိုင်းသုံးစင်းဆိုင်ကိုသုံးစစလုံးဖွင့်ချလိုက်ပြီးတော့ဆက်ရှိရာယူနိုင်စားတယ်မာလာထဲလာတဲ့မုတ်တွေကဇီးဖြူသီးစားရည်စိန်ကိုငပိကြော်နဲ့ဘေးချင်းပုံကန်ထားတာကတကြိုင်လက်ဖက်တုပ်ကတကြိုင်အုံတို့ကြော်ကြော်ကတကြိုင်ဂျိုင်းရပြေအသိမ်မုတ်တွေထဲလာတယ်ကျွေကကလေးတယောက်လိုပဲအစာအသောက်အယမ်းမှတ်တယ်ကြိုင်နေတတ်တဲ့တရေစာအယမ်းရှာပြီးတော့ကြိုက်ပြီးဟေးဆိုရင်လေဒရဆတ်မယမနာစားတတ်တာကျွေကသာမုတ်စားရင်ပွဲကြည့်နေပေမဲ့မာလာမျက်လုံးအစုံကဇက်စင်တောင်ကဆွဆွရုံကခုန်နေတဲ့လူငယ်တွေထံကိုမကြာခဏရောက်နေတယ်။ကြောင်းနေတော့မာလာတင်တကြွကြွဖြစ်ခါပေါ်ကင်းတွေကနေထထွက်ဖို့ပြင်ပါတယ်။ဟဲ့မာလာဘဲလေအပေါ်ပါခဏပါဟာဟဲ့နေတယောက်တည်းဖြစ်လို့လားငါပါအဖော်လိုက်ပေးမယ်လीဟာကြားတယ်နင့်ကိုအားနာလို့ခဏလေးပါဟိုရှုံဆက်တင်ပဲထိုင်လာမှာပေါ်ကင်းရဲ့အရှိမြောက်ထောက်မှရှိတဲ့ရှုံဆက်ကြီးစီမင်းငော့ပြီးတော့မာလာဆိုလာတာကြောင့်ကျွေးနှုတ်ဆက်နေလိုက်မိပေမဲ့ပြီးမှမဖြစ်သေးပါဘူးလို့တွေးကထထွက်သွားပြီဖြစ်တယ်မာလာနောက်ကကပ်ပါလိုက်ခဲ့တယ်မာလာတယောက်တည်းလွတ်လွတ်မဖြစ်ပါမာလာမှာရီးသားရှိတယ်မာလာရီးသားကတစ်ဖက်ရွာအုံးရှိကုန်းရွာကရွာတကြီးသားဖြစ်ပြီးတော့ကောင်လေးကရုပ်ချောသလောက်ပွေပွားတယ်လေအဲ့ဒီကောင်လေးနာမည်ကကျော်ဦးဆိုသူပဲအမွာညီကိုရှိပြီးတော့ကျော်ဦးကအကြီးကျော်စွာကအငယ်ပါကျော်စွာကအနေထိုင်တီးတန်းခန်းကြသလောက်ကျော်ဦးကတောက်တောက်ဆာဆာနဲ့လူပေါ်ကျော်သမားဒါအပြင်အလုံးလဲလက်ကြောတယောက်မလုပ်ဖဲနဲ့မိဘလှုပ်စာထိုင်စားနေတာစံကုန်မြေလေးတယောက်ပါအငယ်ကောင်ကျော်စွာကတော့ကိုပိုင်းဝိုင်းကျူရှင်ထောင်ထားပြီးတော့တပည့်တပန်းတွေနဲ့အောင်မြင်မှုတရဖူစောင်းနေတဲ့ကျူရှင်ဆရာပါအမွားဆိုပေမဲ့အနေရထိုင်တဲ့လို့ရကန်ရီကတော့လလာမမသက်ဆိုင်ဘူးဟဲ့အော်ဘယ်ပြောက်သွားပြန်တာပါလေကျော်စွာနဲ့ကျော်ဦးညီကိုနှစ်ယောက်အကြောင်းကိုအတွဲလွန်နေတဲ့အချိန်မြင်ကွင်းထဲကနေမာလာကစုံစုံပြောက်ွယ်သွားပါတယ်ဒုက္ခပါပဲဒီငတိမကတော့လူအုပ်သားကတိုးထွက်လာခဲ့ပြီးဝါလီငါးပြန်အကွာအဝေးမှာရှိတဲ့ရှန်ကျဲကြီးအနာကျွေရောက်လာခဲ့တယ်အဲ့ဒီနေရာမှာလျှက်စင်မီးမရှိပေမဲ့ဇက်စင်မှာမီးအောင်ဆုံးကရှန်ကြီးနာအထိအလင်းရောင်ဖျားကျနေပြီးနောက်ပြီးတော့ပွဲလာပရိသတ်တချို့50ယောက်ခန့်အပေါ်ပါထွက်လာကြကဝင်သူထွက်သူဖြစ်လူမဆဲပဲဖြစ်နေတယ်။ဒါကြောင့်ပဲကျွေးရလဲအဲ့ဒီလူတစုအကိုနဲ့ရှန်ကျဲကြီးနာကိုအရေးစွန်ပြီးတော့ရောက်လာခဲ့တာပေါ့။ကျွေးရှန်ကြီးနာကိုရောက်သွားတဲ့အချိန်မှာလူရိပ်လူကြီးပင်ပြက်လို့နေပါပြီ။မာလာဘယ်ရောက်သွားတာပါလေဒီကလေးမနဲ့နော်။ရှန်ကြီးတို့ဟိုင်မာလာအရေးအယောင်ကိုဝဲအကဲခတ်လိုက်ပြီးမတွေ့ရနဲ့အ
အဲ့ဒီနေရာကနေလှည့်ထွက်ရန်ပြင်တဲ့ခိုင်မာလာရဲ့ယူလို့မဖြစ်နိုင်သေးဘူးလေဟာဟဲမာလာဆိုပါလားမာလာဆိုရဲစကားတန်နာတွေတိုးဝင်လာလို့ဇက်စင်စီမသွားတော့ဘဲနဲ့အတန်လာရစီကိုအကြီးရောက်မိတဲ့ခိုင်မှာခြံကြီးရဲ့ဘေးကတိုးမောင်ရဲ့တဲကလေးထံကအတန်ကြားရတာဖြစ်တယ်ဒါကြောင့်အဲ့ဒီတယ်လီနာကိုတိုးကပ်လာပြီးတော့အထက်ကအတန်တွေကိုတိတ်တိတ်ဆိတ်နားထောင်နေလိုက်ပါတယ်မယူလို့မဖြစ်ဘူးကြော်ဦးငါ့ကိုနစ်ခုတ်ပြစ်ဟာနင်ငါ့ကိုမယူလို့မရတော့ဘူးငါဘက်ကတဖြည်းဖြည်းနဲ့ကြီးလာမှလေဟာအရက်တယ်မတင်မီနဲ့ဖျက်ချလိုက်ဟာငါကိုရင်ဖျက်ချကပေးပါမယ်ရုပ်မှလိုက်တဲ့လူနှမချင်းအမေချင်းမဆနာဘူးလူရုပ်မှလူအောင်တန်းစားကောင်အဲ့ဒီလိုကြော်ရဲ့စကားကြောင့်တဲလေးနာတေတစိန်နားဆွနေတဲ့ကျွေပုံခုနေရာကနေမနေသားတော့ဘဲနဲ့တဲတကားကိုစောင့်ဖွင့်လိုက်ပြီးကြော်ဦးမျက်နှာအားဆဲဆဲကြည့်ကလက်ညှိုးထိုးပြီးတော့ဆိုလိုက်တာပါဟဲကျွေနင်ငါတို့ကြောင့်ဝင်မပါနဲ့လေဟာငါနဲ့ကြော်ဦးပဲဒီကိစ္စရှင်းပါမယ်အေးပြီးရပဲငါနဲ့ကိုဖိုက်တလုံးနဲ့ပြစ်ထားခံရမှာဆိုလို့စိတ်ပူပြီးဝင်ပါတာငါ့အောင်မပါစေစင်တော့လေမပါယုံပဲပေါ့သွားပြီဒီလိုနဲ့ကျွေတဲတကားလေးကိုစောင့်ပိတ်ပစ်ပြီးတော့ပွဲကင်းနဲ့ပြောင်းဝင်ခဲ့လိုက်တော့ဆက်ရယုံကတော့မာလာထံကိုသာရောက်နေတယ်မာလာစကားတွေကိုနားတယ်ပြန်လဲကြားရောက်ပြီးရင်ဝမ်းထဲနာကျင်လာကမျက်ရည်တိတိစိတ်ကြားမိတယ်မာလာမှာကိုဝင်ရှိနေပြီးတဲ့မိုက်လိုက်တာမာလာရဲ့ကြော်ဦးလိုလက်ကြောမတင်တဲ့အတောက်စားမှတ်တဲ့လူပေါကြောကမှနေဘဝပုံပြီးတော့မိုက်တွင်နေရသလားဟာကျွေးငိုကျင်လာတာကြောင့်မာလာရဲ့မုတ်တိုင်လေးကိုဆွဲယူခဲ့ပြီးတော့ပွဲကင်းထဲကနေထွက်ခါအိမ်ပြန်လာခဲ့လိုက်တယ်ခုချိန်မာလာနဲ့ကြော်ဦးရဲ့အရှိနေဘလို့ရှိနေမလဲဖြစ်ရှင်တလို့သာဖြစ်ကြပြီတော့နေရွေးတဲ့လမ်းနေပါသာရှောက်ဆန်းမာလာအဲ့ဒီလိုစိတ်ဆိုးဆိုးနဲ့ရှောက်လာလိုက်တာအိမ်မရောက်လာခဲ့ပြီးပွဲကင်းတဲ့အိမ်ကတိတ်မဝေးဘူး9မိနစ်လောက်ရှောက်ရုံနဲ့ရွာထဲမှာရှိတဲ့ကျွေးတို့အိမ်ကိုရောက်တယ်ဟဲ့သမီးမလာရောလိုက်မလာဘူးလားလိုက်မလာဘူးအမေပွဲကြည့်ရတဲ့အေးဒါဆိုအမေဇပွဲစင်ကြီးလိုက်အောင်မေအခန်းတကားကိုကန့်လန့်ထိုးပြီးဂယုဆိုင်အိတ်မေသွားပြီဟုတ်မေအဲ့ဒီလိုအမေစကားအတိုင်းသူမအခန်းတကားကိုကန့်လန့်ချပြီးတော့ရှနောင်ထောင်ကခွန်းဆောင်ကြီးနှစ်ထပ်ကိုရှေ့စာခေါင်းဆုံးရှုံအိတ်လိုက်ပြီးကိုကုတ်ကလေးအိတ်ပြလိုက်တယ်မာလာကြောင့်တမင်တကာမတွေးပဲဥပြစ်ခါပြူထားလိုက်တာပါတွေ့တော့ရွာဖျားပွဲကတစောင်းမုံလာစောင်းတွင်းကြီးမှမလို့ခိုက်တုံအောင်ရှမ်းလာတယ်ဒါကတနေ့နဲ့တနေ့ရှာရဲပုံကျွန်တော်မတူဘူးတချို့နှစ်တွေမှာရှေ့အိတ်လက်အိတ်ဝစ်ပြီးတော့ပွဲကြီးရတဲ့အထိအေးချမ်းလာပြီးတော့တချို့သောနှစ်တွေမှာတော့လွတ်တယ်လွတ်တဲ့အထိအရှမ်းပေါ့တတ်တယ်လေအခုနှစ်မှာတော့စိုးခဲ့တဲ့အတိုင်းပဲခွန်းဆောင်နှစ်ထဲရှုံရတဲ့အထိရှမ်းရင်လွန်းတယ်ကျွေးတော့မှာကအမေနဲ့သမီးနှစ်ယောက်ထဲသာရှိပေမဲ့တခါနဲ့အတူမနေဖြစ်ဘူးအမေကအိမ်ရောက်ထအခန်းမှာနေပြီးတော့ကျွေးကအပေါ်ထအစွန်စွန်အခန်းမှာနေတာကျွေးတို့သားမိရဲ့တမအာဇီဝအလုပ်ကတော့ရာသီပေါ်တီးနှံတွေထွန်ရန်စိုက်ပျိုးပြီးတော့တစ်ဖက်မှာကျွေးကအထည်ဆိုင်အသေးလေးဖွင့်ပြီးတော့ရောင်းချတယ်ရာသီပေါ်တီးနှံကအမျက်ရှိတွက်ဆလို့မရဘူးရာသီဥတုပျက်စီးနေတဲ့အခုလိုခေတ်ကာလမှာအမျက်ထက်အရှုံးကသာအမြဲဥဆောင်နေခဲ့တာထုံကထဲကရှိသိန်းခဆေးဖြန်းခတွေလင်းကား6သိန်းကြရင်ထွက်ရှိတဲ့တီးနှံဘိုးကလင်းကားသိန်းလောက်ပဲရတတ်တယ်လေမစားရပဲအိမ်ကပင်စိုက်နေရတော့တောင်သူအလုံးအကိုလိုမရတော့ဘူးကျွေရအထည်ဆိုင်လေးကိုပြုံးစားကြီးထောက်ဖွင့်လိုက်တာလေကျွေရတောင်သူသားသမီးဆိုပေမဲ့တော်တယ်တခါမှမလိုက်ခဲ့ဘူးမြေပဲပင်ကျွေမစွတ်တတ်ဘူးမစွတ်တတ်ဆိုရင်လေကျွေရဲ့ဘဝတစ်ချောင်းလုံးကကြောင်တာစာတင်နေရတာနဲ့တင်အချိန်ကုန်ခဲ့ရတာမဟုတ်လားနောက်ပြီးတော့ကျွေကတောသူဆိုပေမဲ့မြို့သူရှောင်းအောင်လို့ကျွေကလှတယ်ကျွေသားရည်လေးကဝါဝင်ပြီးတော့ခြေချောင်းလက်ချောင်းလေးတွေကသွက်ချဖူးပေါင်းပြီးမွေချင်နုနုလေးတွေပါဥရားစရာကောင်းအောင်ပေါက်နေတာငွေမရှမ်းတာပေမဲ့ဆက်ဆက်ယူအောင်လှနိုင်လုံးနဲ့ကျွေကိုအမေကတော်လုံးမလုပ်ခိုင်းရဘူးလေအိမ်မှာနေပြီးတော့အိမ်အလုပ်တွေလုပ်စေပြီးအမေကတော့တော်အလုပ်ကိုတယောက်တည်းဦးစီလုပ်ကင်ခဲ့တယ်အခုတော့ရှိတဲ့မြေတွေကိုအငှားချထားလိုက်ပြီးတော့ကျွေရဲ့အထည်လုပ်ငန်းလေးကနေစားရေးတောက်တာအဆင်ပြေနေတယ်ဆောင်ချုံကြနွေ့နွေ့ထွတ်ထွတ်အိတ်ဆက်ရင်နဲ့မာလာအကြောင်းအတွေ့ဝင်သွားခိုက်ရင်ရင်တွေပူလာရပြန်တယ်ဒီလိုနဲ့နောက်တနေ့မနက်မှာမာလာယောက်ျားနောက်လိုက်ပြေးသွားပြီဆိုတဲ့သတင်းကအုတ်ရှိကုံရွာလေးပါမကရွာနီး60သတင်းပြန့်ကုန်တယ်
သတင်းကြားစာမှာကျွေအရန်အံ့ဩမြင့်သက်သွားရတယ်။နောက်မှတပြေးပြေးစဉ်းစားမိတာကမာလာမှာကျော်ဦးကိုဝင်လွှဲထားရလို့လိုက်ပြေးရတဲ့အနေအထားမလို့မာလာလုံးရက်ကိုပင်တိတ်တဆိတ်ထောက်ခံသမျိုးပြုခဲ့တယ်။ဒါပေမဲ့အဲ့ဒီလောက်နဲ့မာလာကိစ္စကမပြီးသေးဘူး။မင်းညာကမာလာနဲ့သူမပွဲတူကြည့်ကြတာ။သတင်းကတော့မာလာယောက်ျားနောက်လိုက်ပြေးသွားတဲ့သတင်းနဲ့တစ်ချက်မကွာလိုက်လာပါတော့တယ်။ဒါကတော့ကျွေးကပဲမာလာကိုကျော်ဦးနဲ့ပဲခိုးရထည့်ပေးလိုက်သလိုလိုစကားတွေကဆိုလာတာ။အဲ့ဒီသတင်းကြောင့်ပဲမိခင်ကသူမကိုတိုးတိုးကြိတ်ကြိတ်ခေါ်ပြီးတော့မေးပါတော့တယ်။သမီးမိကျွေညအောင်သမီးနဲ့မာလာပွဲအတူတူကြည့်ကြသေးတာမဟုတ်မှလွယ်ရောမာလာနဲ့ကျော်ဦးကိစ္စတွေသမီးပါနေလားကွယ်။ကြံကြီးစီရအမေရဲ့ကျော်ဦးလိုကစောသမားနဲ့သဘောမတူလို့မှအခါခါဖြစ်နေရတာဒီကိစ္စသမီးမပါပါဘူးသူ့ဘာသာခွဲရလိုက်ပြေးတာအမေနောက်ပြီးမာလာဖိုက်ကြီးနေတာအမေဟဲ့အော်ကြော်မကောင်းကြမကောင်းဟုတ်လို့လားသမီးရဲ့ဟုတ်တယ်အမေမင်းညာကပွဲအတူတူကြည့်ကြရင်လည်းမာလာကကျော်ဦးနဲ့ရှိန်တွေ့တယ်သမီးမသိင်္ဂါလို့မာလာနောက်ကိုနောက်ရောက်ခံလိုက်ကြည့်ရင်လည်းအကိစ္စတီးခဲ့ရတာပဲအမေခွဲရလိုက်မှာပဲမလိုက်ရင်ကျော်ဦးမိဘတွေကလည်းမာလာနဲ့ပေးသဘောတူမှာမဟုတ်ဘူးကျော်ဦးမိဘတွေကမာနာကခကြီးကြီးတွေရဲ့အေးပေါ်ကွယ်မာနာကြီးရလောက်အောင်ဥစ္စာကလည်းအရန်ကျွဲတာကိုကွယ်အငယ်ကောင်ចောင်းဆရာလေးကလိမ္မာရေးကြရှိသလောက်မာလာကောင်လေးကအတော်စိုးသွမ်းချတယ်ကွယ်အမေကတော့မာလာအစားတပင်းအခြေကြီးချပြီးတော့ရှင်လေးနေဟန်ရှိတယ်ကျွေအမေကိုထားခဲ့ပြီးတော့ဆိုင်ဖွင့်ဖို့ပြင်ဆင်နေတော့မာလာအဖေဦးလေးကောင်သူမထံကိုရောက်လာပါပြီမိကျွေငါသမီးကိုကြော်ဦးနောက်နင်ထည့်ပေးလိုက်တာမဟုတ်လားငါသမီးအခုလင်းနောက်ပါသွားပြီဟာနောက်ကျောဘက်မှာအတန်မထန်ထန်နဲ့ဦးလေးကောင်းအတန်ကဆက်ရှင်းဆိုသလိုဆက်ကြီးတငင်ငိုရှားပြစ်လိုက်ပါတော့တယ်ဖေရပေပေကြမ်းပေးပေးပါဦးလေးကောင်းရဲ့အစကတည်းကကြော်ဦးနဲ့သဘောမတူလို့သမီးကတားခဲ့သေးတာပါကြောင်မာလာနဲ့တွေ့ရင်သေချာမေးကြည့်ပါဦးလေသူ့သဘောသူ့ဆန္ဒနဲ့လိုက်ပြေးတာပါသူခိုးရလိုက်ပြေးတာလေသမီးမသိဘူးခုမနက်မှသိရတာညာကသမီးအိတ်ရှင်လို့သူ့ကိုထားခဲ့ပြီးအိမ်ပြန်အိတ်တာပါဦးလေးကျော်ဦးနဲ့မာလာရှိန်တွေ့ကြတဲ့ကိစ္စကိုတော့ဖုံမပြောမိတော့ဘူးပြောမှပို့ပြီးတော့ရှုပ်ထွေးသွားနိုင်တဲ့အနေအထားမဟုတ်လားအဲ့ဒါဆိုငါသမီးကိုဘယ်လိုက်ရှာရမှာလဲနင်ပါကူရှာပေးမှဖြစ်မယ်မိကျွေငါမှသွေးသားအရင်ဆိုလို့သမီးလေးတယောက်ပဲရှိတာဟုတ်ပါပြီဦးလေးကောင်းရဲ့ဆရာမငယ်ပါနဲ့သမီးပါမာလာကိုကူရှာပေးပါမယ်ရှင်ဦးလေးကောင်းကအိမ်မှာပဲအေးစစ်စစ်နေပါမာလာကိုတွေ့အောင်လို့ရှာဖို့သမီးတောင်းဝင်ထားလိုက်ပါအေးဒါဆိုဦးလေးအိမ်ပြန်ပြီးတွေ့တာနဲ့အိမ်ကိုရှင်းရှင်းခေါ်လာပေးပါမိကျွေဟုတ်ကဲ့ပါဦးလေးအဲ့ဒီနောက်ဦးလေးကောင်ပြန်သွားတော့မှကျွေအတော်ဝါရှူသွင်းနိုင်တော့တယ်ဖုန်ကြီးရမှုရွာပန်းဆိုတာဒါမျိုးခေါ်မှာပေါ့သူ့သဘောသူ့ဆန္ဒနဲ့ခိုးရလိုက်ပြေးသွားပြီးတော့ကျွေရပဲခိုးရထည့်ပေးလိုက်တယ်လို့ကံမကောင်းပုံများဘာဖြစ်ပါတာချင်းမကင်းတဲ့ဦးလေးကောင်းကိုလည်းမိဘချင်းစာနာတနာမိတာကြောင့်မာလာကိုတွေ့အောင်လို့ပူရှာပေးဖို့သူမပဲတာဝန်ယူလိုက်တော့တယ်ပျောက်သောသူကိုရှာရင်တွေ့ပေမဲ့ပုံနေတဲ့သူကိုတော့ရှာဖို့တိတ်မလွယ်လာဘူးဦးလေးကောင်းရဲ့မာလာမူကျွေကိုလာပတ်လေပြီးမလို့အထဲဆိုင်ကိုအမေနဲ့အထားခဲ့ပြီးတော့မာလာညမဝမ်ခွဲတော်ရကိုအဖော်ခေါ်ကတော်ရဆိုင်ကလေးနဲ့ကနအုပ်ဆောင်ကျော်ဦးတို့အိမ်ကိုရောက်လာခဲ့တယ်ရွာမျက်နှာဖုံးတကြီးအိမ်ပြီးကျော်ဦးတို့အိမ်ကြီးကရွာလဲမှာနှစ်ထပ်သားအိမ်ကြီးနဲ့ခနာထဲဝါစွာထီတီကြီးတရှိနေပါတယ်အိမ်ဝန်ကြီးကလည်းတာမန်ရှောင်းနေထန်ငါးစမကားကျဲပြောပြီးတော့အိမ်ကြီးရှေတလင်းပြင်ကြီးမှာနွားစာရိတ်ဆက်ကြီးနဲ့နေပဲရိုးလျှောက်တွေတလင်းပြင်ကြီးတဲ့ဖြန့်ကျဲတာနေလန်းထားပါတယ်နောက်ပြီးတော့နှစ်ထပ်သားအိမ်ကြီးနဲ့အပြိုင်ရှင်လျက်တစ်ထပ်တိုက်ကြီးကြီးတလုံးလဲရှိတယ်အဲ့ဒီတစ်ထပ်တိုက်ကြီးရဲ့အဝင်ဝါတကားထိပ်စီမှာကျော်စွာပညာရေးပြုတ်ခင်လို့ဆိုင်မို့အကြီးကြီးကတ်ထားတယ်အဲ့ဒီတစ်ထပ်တိုက်အတွင်းဆယ်ကျော်သားចောင်းသားចောင်းသူတွေရဲ့စာကြက်တန်တွေကိုလည်းကျွေအတိုင်းသားကြားနေရတယ်ကျွေတို့ဆိုင်ကလေးအင်ကြီးရှေထိုးရလိုက်တာနဲ့တပြိုင်နက်အရက်ကိုင်းကိုင်းနဲ့လူတယောက်သူမစီကိုရောက်လာတာကိုတွေ့ရတယ်အရက်ကတာမန်ထရှေလုံးနာကြောင့်အနှဲငယ်ကိုင်းသလိုဟန်ရှိပေမဲ့လည်းခြေလျာတဲ့အရက်မောင်အသားညိုညံ့ညံ့နဲ့စပင်အလဲခွဲထားကမျက်မှန်အဖြူဝိုင်းလေးကိုစမတ်ကြစွာတဆင်ထားတယ်။ဖြုံစားကြည့်ရင်ចောင်းသားလိုလိုចောင်းဆရာလိုလိုဟန်ပန်ရှိပါတယ်
ကျွန်းနဲ့အနီးဆုံးအနေထားရောက်လာမှအဲ့ဒီသူကကျူရှင်စရာကြော်စွာဆိုတာကိုကျွေတထေရှာတမန်လိုက်မိတယ်။သူမနဲ့တထွာတတာတာအကွာဝင်းမှာကြော်စွာရက်ပြီးသူမအားမျက်မှန်ဝိုင်းပေါ်မှာမျက်လုံးစုံကြော်ပြီးတော့ကြည်လာတယ်။မျက်မှန်အောက်ကကြော်စွာမြုံတို့ကဆူရှာထက်မြက်လွန်ကြောင်းကျွေမချက်ရှားမိပြန်တယ်။ဒါအပြင်မျက်လုံးမျက်ခုံးအလွန်ဆွဲဆောင်မှုကောင်းလွန်းတာကြောင့်ညှို့တက်ပြင်းတဲ့ယောက်ျားတဦးလို့ထပ်ပြီးတော့သုံးသပ်မိပြန်တယ်။ဘသူတွေလဲဘာကိစ္စရှိလို့လဲခင်ဗျအိမ်ထဲဝင်ထိုင်ကြပါအောင်ခင်ဗျအပြောဆိုနဲ့အမူအရာကလူရင်ကျေးပိသားကညညောပြပြလွန်းပါတယ်မထိုင်တော့ဘူးရှင်လိုရင်ပဲပြောပြရစီကိုကျော်စွာကိုကျော်ဦးကကျွတ်တငယ်ချင်းမာလာကိုခုပြေးသွားပါတယ်ရှင်အဲ့ဒါလာပြီးတော့အတိပေးတာပါမာလာကိုကဒီနေ့မကုန်ခင်သူ့အိမ်ကိုပြန်ပေးစေချင်ပါတယ်ရှင်မာလာအဖေကကျမ်းမာရေးမကောင်းလို့ပါရှင်သူသမီးစိတ်တစားနဲ့စိတ်ထောင်းကိုကြီးဖြစ်နေပါတယ်ဒီကိစ္စကျွင်းနဲ့မသက်ဆိုင်ပေမဲ့တငယ်ချင်းမလို့ဝင်ပြီးတော့ကူညီပေးရတဲ့သဘောပါရှင်ဟာအဲ့ဒါမှခက်ပြီဗျာအကိုကျော်ဦးကိုအိမ်ကအမွေပြတ်သားအဖြစ်နဲ့စွန့်ပစ်ထားရလေဗျာသူကိစ္စကကျွန်တော်တို့နဲ့ဘာမှမသက်ဆိုင်ဘူးခမအဲ့လောက်ထိညီရကိုချင်းတတောင်တကားစကားမပြောပါနဲ့ရှင်တို့ဘာသာအမွေပြတ်စွန့်မစွန့်မလာတော့အရင်ဆုံးတွေ့အောင်ရှာပေးပါဒါပဲပြောချင်တယ်ကျော်စွာစကားကြောင့်ကျွေဒေါသထွက်ခါမျက်နှာလေးရဲလေးရဲဆိုလိုက်တော့ကျော်စွာကသူမအားသေးချာစိုက်ကြည့်လာပြီးကျွန်တော်ဘလို့ပြောရမှာလဲအခုအဖေကလေးဖြတ်ထားတယ်အမေကလည်းနှလုံးသွေးတိုးစီးချိုယောဂါတွေနဲ့ရှင်နေသိမ့်မကောင်းဘူးအခုကိုကျော်ဦးသတင်းကိုပြောလိုက်ရင်ကျွန်တော်မိဘတွေအရှင်နေဘလို့ဖြစ်သွားနိုင်လဲဆိုတာမကြွေအနေနဲ့သဘောပေါက်တင်ကောင်းပါလေဗျာအိုးမသိတော့ဘူးရှင်တို့ဘာသာဘလို့အရှင်နေတွေကြုံမာလာကိုတော့ဒီနေ့ပဲတွေ့အောင်ရှာပေးပါဒါပဲပြောချင်တယ်ကြွေသွားပြီကြွပါဗျာကြွဒီမှာလဲဘေးကျန်နန်းချက်ဖြစ်ရလုံးလို့သိကျင်နေပြီဗျာကျွေးတော့ဆိုင်ကလေးမထွက်ခါမီမှာပဲကြော်စွာခေါင်းကိုကုတ်ခဲကစာတင်ဆောင်ဘက်ကိုထွက်သွားခဲ့ပါတယ်ကျွေးငိုချင်းစိတ်ပြင်းပြဖြစ်အိမ်ကိုပြန်လာခဲ့ရတယ်ဤရရှင်ရဲ့အတိုင်းဆိုမာလာကိုရှာတွေ့ရဖို့လမ်းမမြင်သေးပါဦးလေးကောင်းကိုကြည်ကောင်းအောင်ပဲစကားအလိမ္မာသုံးပြီးတော့နားချထားရပေအောင်ပဲကျွေရဲ့မျက်ဝန်းအိမ်နဲ့မျက်ရည်တို့အိုင်ထုံနေရင်မျက်မှန်အဝိုင်းလေးအောက်မှာထူထဲတောက်ခိုင်တဲ့မျက်ခုံးလှလှကြီးတစ်စုံနဲ့ညှို့မောင်နဲ့နဲ့လွန်နဲ့မျက်ဝန်းညို့ကြီးအားမျက်စိထဲမြင်အောင်ရင်ဘသူကိုမကျင်တဲ့လို့ဘသူကိုရှန်လို့ရမယ်မသိဖြစ်နေရတယ်တပည့်ရွာကကျွေးဆိုတဲ့မိန်းကလေးထွက်သွားမှလေဘူးရှေကြီးမှုတ်ထုတ်ပစ်ပြီးတော့စိတ်ရှုံးကြင်ရခဲ့ရသူကကြော်စွာရဲ့ပါကိုကျော်ဦးကိုတကယ်ပဲမိဘတွေကအိမ်ပေါ်ကနေနှိရှာထားခဲ့ကြတာသတင်းစာထဲထည့်ပြီးတော့အမွေပြတ်ဆွန့်လွတ်ထားတာကလည်းအမှန်တကယ်ပါမိဘတွေပိုင်ဆိုင်တဲ့မြေဧကပေါင်းများစွာကိုလည်းဦးစီးဦးကိုင်းမပြူဘဲနဲ့ခေါင်းတိတ်ရှောင်ပြီးတော့မနက်မိုးလင်းတာနဲ့အရက်ဆိုင်ရောက်နေခဲ့တယ်အိမ်မှာလက်စေထမင်းနှိုက်ချိန်ပဲကိုကျော်ဦးကရှိတတ်တာမိဘတွေကအိမ်ပေါ်ကမောင်းချထားတော့အကိုဖြစ်သူကသူ့စာတင်ဆောင်မှာပဲထမင်းစားတော့တယ်ဒီကြတဲ့အရက်ဖိုးလေးလက်ဖက်ရည်ဖိုးလေးပါသူကပေးရသေးတယ်သူ့မှလည်းကျူရှင်တစ်ဖက်နဲ့မလို့တောမြေတွေကိုဦးစီးပြီးမလုပ်ကိုင်နိုင်ခဲ့ဘူး။ကိုင်မြေတချို့လောက်သာကြားပြောင်းတွေစိုက်ပျိုးထားတယ်။ဒါတော့အစားစားရလူငါးတွေနဲ့ကြီးစိုက်ပျိုးခဲ့ရတာ။ကြံမြေတွေကိုတော့အငါရှာပေးထားလိုက်တယ်။အမြဲစိတ်တော့ကပဲပေးနေခဲ့တဲ့ကိုကျော်ဦးကိုမိဘတွေကပဲမကဘူး။သူ့လိုအေးဆက်ဆက်လူသားတော်မှစိတ်ဆိုးစိတ်တူလာရတယ်။ဒါကတခြားမဟုတ်ဘူး။အောက်ရှိကုံရသူမာလာဆိုတဲ့နေရမယ်မိန်းကလေးနဲ့ရှစ်ကြိုက်နေတာကြောင့်ဖြစ်တယ်။အဲ့ဒီမိန်းကလေးနဲ့သဘောမတူလို့မိဘတွေကအမွေပြန်ဆွန့်လွတ်လိုက်ရှင်ပါသူတို့မျိုးရိုးကြမှာတယူတနာတစ်ခုရှိတယ်ဒါကသူတို့လိုမြေတထေးတွေနဲ့မြေရမဲ့လူရန်စားမျိုးကိုလုံးဝလက်တွဲခွင့်အိမ်အောင်ပြုခွင့်မပေးကြခြင်းဖြစ်ပါတယ်ဒါကြောင့်မာလာနဲ့ကိုကျော်ဦးကိုမိဘတွေသဘောမတူခဲ့ခြင်းလေဘလို့လို့ရမလဲမသိဘူးကွာဖုံးရင်စက်ကြည့်အောင်မှကျော်စွာအကိုဖြစ်သူထံဖုံးခေါ်လိုက်တယ်ဖုံးမကင်မဲနဲ့ဖုံးဆက်ပိတ်ထားကြောင်းသာဖြေပါတယ်ခတ်ပြီးဒါမှကျော်စွာခေါင်းကိုလက်နှစ်ဖက်နဲ့စုံကုပ်လို့ပြစ်လိုက်မိပါတယ်တစ်ဖက်မှာမကျမ်းမာတဲ့မိဘနှစ်ပါးရဲ့သူ့ကျူရှင်အလုပ်ရဲ့ကိုင်းမြေအလုပ်တွေရဲ့တောင်ရှာဆိုင်နေပါတယ်ဒါတော့ရှက်ရေးပြုတ်ရေးဘက်လူငါးနှစ်ယောက်ခေါ်ထားရတယ်ကျူရှင်ကျောင်းအိတ်ကျောင်းစာကလေးတွေအတွက်အစားအသောက်ပါအပြီးစီစစ်စင်ပေးရတယ်ဒါကြောင့်တပည့်တွေရဲ့စားရည်တောက်ရည်တွေအတွက်အိုကြီးအိုးငယ်နဲ့ထမင်းဟင်းတွေချက်ပြုတ်ရတယ်
ဒီလိုမြပြလာတဲ့နေဆတူဝအလုပ်တွေနဲ့ရှာလပတ်လည်နေတဲ့သူ့ဖြစ်ကိုသူသားလျင်အတိဆုံးပါလေကိုမဟုတ်တဲ့တခြားလူကအဘယ်သို့ထပ်တူစာနာပေးနိုင်ပါလဲတကိုးရှင်လို့ရော့ပြီးစေဆိုပြီးတော့ဖန်တီယူလို့မရတဲ့ကိုကျော်ဦးကိစ္စကိုဖြစ်ရှင်ရဖြစ်ဆိုတဲ့သဘောမျိုးဖြစ်ပဲခဏတာခေါင်းထဲကနေထုတ်ပြထားလိုက်တယ်စာသင်ချိန်ကြာလာပြီမလို့ကျူရှင်ဆောင်နဲ့သူပြန်ဝင်ခဲ့လိုက်တယ်သူလက်ခံတဲ့အတန်းသားတွေကရှတန်ကိုရန်နဲ့ဆရန်ចောင်းသားចောင်းသူလေးတွေဖြစ်တယ်တထက်တိုင်းဆိုပေမဲ့အဲ့ဒီတထက်တိုင်းရဲ့အတွင်းမှာထခိုးပုံစံနဲ့တပည့်ចောင်းသူလေးတွေအိတ်ဆက်ဖို့နေရာတီးတာပေးထားတယ်ចောင်းသားတပည့်တွေကိုတော့တီတာဝါထရံအင်ကြီးနဲ့ထားပါတယ်။သမီးစားတန်ဘာညာတရကကြားတာနဲ့မိဘတွေထံရှင်းပြန်အပ်ပြီးကျူရှင်ချေတဝက်စာပါအနှင်ပြီးတော့ចောင်းသားကိုပြန်အပ်စေတယ်။မိဘတွေရောအဲ့ဒီចောင်းသားចောင်းသူတွေကပါသမီးစားကိစ္စစင်ကျင်ချောင်ကျင်ပါမယ်ဆိုကမှအဲ့ဒီတပည့်ကိုသူလက်ခံပြီးတော့သူကစီကံတင်ကျက်တဲ့ဆရာတယောက်ပါ။သူကိုယ်တိုင်ကလည်းအနေထိုင်တီကြီးလေးနဲ့ပြီးတော့နာမည်ပြန်မရှိသလိုတပည့်တွေကိုလည်းထိန်ခွရထံမှာစံပြဖို့ကောင်းလောက်အောင်ဒီလိမ္မာပါနဲ့လွန်တဲ့ဆရာတယောက်ပါသူစာသင်ဆောင်နဲ့ဝင်လိုက်တာနဲ့ပရစိတ်အောင်လို့စူပူနေတဲ့တပည့်တွေရဲ့အတန်ကတဟုန်ရှင်တိတ်ဆိတ်သွားခဲ့တယ်မင်္ဂလာပါဆရာကြီးမင်္ဂလာပါခလီတို့ကျေးဇူးတင်ပါတယ်ဆရာကြီးအေးကွယ်ထိုင်ကြမနေ့ကသင်ခန်းစာအဆက်ကိုသွားကြမယ်ဖတ်စာကိုထုတ်ကြဟုတ်ကဲ့ပါဆရာကြီးအခုလိုစာသင်ချိန်မှာတော့သူ့စိတ်တွေကသင်ခန်းစာထဲမှာပဲအလုံးစုံဆက်ရောက်နေပါတယ်ကိုကျော်ဦးကိစ္စကိုပင်မေးသွားခဲ့ရပြီ။အိုးဒုက္ခပါပဲနော်။ညနေရောက်လို့နေသားဝင်ပေးရော့မယ်။မာလာတရင်ကအစာအနာပင်ခုံပေါက်မလာပါ။ပိန်နေကုန်းရဘက်ထွက်သွားဖို့မာလာညမလေးနဲ့အတူဆိုင်ငယ်နဲ့တပန်းပေါက်ချလာရတယ်။ဦးလေးကောင်ကလည်းတငုံငုံတရီရီနဲ့မိမကြီးကြလို့ကျွတ်တို့အိမ်လာငိုပြနေတာ။ဒါကြောင့်မလို့အမေကိုဦးလေးကအနာအဖော်ထားပေးပြီးတော့ကျွေကကိုကျော်စွာအိမ်ကိုထလာခဲ့ရပြန်တယ်။ကျွေရောက်တော့ညနေ9 နာရီထိုးနေပါပြီ။စိတ်ရှုပ်တယ်လို့မထင်ပါနဲ့ရှင်။ကျွေလည်းအားရနေလို့ရှင့်ကိုအခါခါလာနေတာမဟုတ်ဘူးရှင်။မာလာအဖေကအိမ်လာပြီးတော့တငုံကိုတရီရီလုံနေလို့နောက်ပြီးယောက်ျားလေးရှင်တို့အနေနဲ့လည်းမာလာကိုရှာပြီးတော့ပြန်အဖို့တာဝန်ရှိနေရဲ့လေ။ဒါကြောင့်ဓာကငထွားခါနာဆိုသလိုမနေသားလို့ထွက်ပြီးတော့လာခဲ့ရတာပါရှင်။တကြိုကြိုစာလောင်နေတဲ့ဝမ်းပိုက်ပင်ကျွေးဆိုတဲ့မိန်းကလေးစကားကြောင့်စာလောင်နေတဲ့စိတ်ကပျောက်သွားခဲ့ရတယ်။လေဘူးတစ်ချက်ရှည်မှုတ်ထုတ်ပစ်ပြီးတော့ဘလို့လှုပ်ဆောင်တင်တာကိုတစ်ချက်စဉ်းစားနေလိုက်တယ်။ဘလို့လဲရှင်ရှာမပေးတော့ဘူးလား။နေပါအောင်ဗျာစုကြီးနားဘူးမတိုက်ပါနဲ့။ဘလို့ရှာရမလဲဆိုတာစဉ်းစားနေလို့ပါဗျာ။ဟုတ်အေးစစ်စစ်စဉ်းစားပါရှင်။တကယ်အုံနောက်ရှော့ဟန်ပေါက်နေတဲ့ចောင်းဆရာကိုသူမလည်းအဲ့ဒီចောင်းဆရာအလိုက်ခတမြအတန်းတိတ်ပေးလိုက်တယ်။တောင်းနေတော့မှကိုကျော်စွာစကားဆလာတယ်။သူဖုန်းကစပိတ်ထားတယ်ဗျ။သူတို့ကိုကိုရိုင်းကိုကြားလိုက်ရှာမှာပဲဖြစ်မယ်။ဟုတ်ကဲ့ဒီတော့ခမအိမ်ပြန်လိုက်ပါ။ကျွန်တော်သူ့ကိုကားနဲ့လိုက်ရှာလိုက်မယ်။အမျိုးတွေရှိတဲ့ရွာတွေကိုပေါ့။ရှင်မျိုးတွေနေတဲ့ရွာကဘယ်ရွာလဲ။မဝေးဘူးဆိုကြွေပါအတူလိုက်ရှင်နေရှင်။ဟာဗျာလိုက်လို့ပဲဖြစ်မှာလေအမျိုးတွေရွာကကားနဲ့တောင်တနားရီခွဲလောက်မောင်းမရောက်တာကျွန်တော်အခုရှင်ပဲသူတို့ရှာပေးပါမယ်ခမရမိန်းကလေးမလို့ညာကြီးမို့ရှောကျွန်တော်နဲ့လိုက်လို့မဖြစ်ဘူးကိုယ့်အိမ်ကိုရမှာပဲအေးစစ်စစ်နေပြီးတော့စောင့်ပေးပါဟုတ်ပြီလားဟဲ့မရဘူးချွေပါလိုက်ခဲ့ပေးရစီရှင်မသိလို့ပါမာယာမပါပဲအိမ်ပြန်ရင်ငိုယိုနေတဲ့သူ့ဖေမျက်နှာကိုကျွေရင်မဆိုင်ရဲဘူးကုံကုံပြောရရင်မာလာကိုရှာတွေးမှကျမအိမ်ပြန်ချင်တယ်ဒုက္ခပဲဗျာခမတကယ်ကတဲ့မိန်းကလေးပါလားဗျထင်ကြတယ်လို့ထင်တော့ရှင်ကျွေအချက်အသေးကိုကျွေပဲသိပါတယ်ရှင်ပြောမရလိုက်ခဲ့ဗျာဖြစ်သမျှအကြောင်းအကောင်ကြီးမှတ်ရုံပေါ့သူကျွေဆိုတဲ့မိန်းကလေးကိုပြောမနိုင်လို့ကိုကျော်ဦးတို့ကိုရှာရန်အတွက်အတူခေါ်လာခဲ့လိုက်တယ်ကျွေမာလာညမလေးကိုရွာပြန်ခိုင်းလိုက်ပြီးတော့ကိုကျော်စွာနဲ့အတူကားလေးစီးပြီးတော့မာလာကိုရှာရန်ရှာပုံတော်ဖွင့်ခဲ့ရတယ်တသက်နဲ့တကူတခါမှမလုံကမစီးဘူးခဲ့တာကြောင့်ကားရဲဝင်လိုက်တာနဲ့အနဲ့ရောင်ဖိဖိထနေတဲ့ကားလေးအတွင်းနေရာယူလိုက်တာနဲ့တချိန်တို့အတော်နှင်လေသူကကိုကျော်စွာရဲ့ပါကားချိတ်ခံမှာနှစ်ယောက်သားစကားမဆိုကြဘဲနဲ့တိတ်ဆိတ်လျက်ရှိနေကြတယ်ကိုကျော်စွာဆိုခဲ့သလိုပဲတ
တနာရီကျော်မောင်းနှင်လာတဲ့အထိကိုကျော်စွာအမျိုးရွာကိုမရောက်သေးအမောင်တို့ကအလင်းရောင်လုံးဝဝါမြို့သွားခဲ့ပါပြီ။အိုဆိုရာကရွာရန်ရှည်တွေကြားလျှက်စစ်မီတရန်ချခြင်းမရှိခြင်းကပို့ဆိုးတယ်။ကာမီရောင်ကြောင့်လန်တလျှောက်အလင်းရနေခြင်းပါ။မရောက်သေးဘူးလားကိုကျော်စွာပြောခဲ့တယ်လေဗျာတနာရီခွဲလောက်ကားမောင်းရတယ်လို့ဟဲစိတ်ညစ်လိုက်တာနိုင်ဝက်လောက်လိုသေးတယ်။ဒါကြောင့်ပြောတာပေါ့ကျွန်တော်ဘာသာရှာပတ်မယ်ဆိုတာခမရလိုက်လာတာ哦အိမ်မှာတင်းတကြွကြွနဲ့ထိုင်ပြီးတော့စောင့်နေရတာထက်ဆိုင်ရင်ကိုရိုင်းရှာရာကစိတ်မောတက်တာတယ်လေကိုကျော်စွာရဲ့ဒါဆိုလဲတိတ်ဆိတ်နေပြီဗျာကိုကျော်စွာစကားကြောင့်အမြင်ကတ်စွာဖြင့်ကျွေးမျက်ဆောင်လေးကသူ့ထံကိုဒိုင်းကနေကြားရောက်သွားတယ်လူပုံကအသက်ကငငယ်လေးနဲ့ဆရာကြီးဆိုင်အပြုံးရဲ့ကင်းမဲ့ဟန်နဲ့ရှူတတင်မျက်နှာကြီးပေးဖြစ်ကားမောင်းနေတဲ့ကိုကျော်စွာရဲ့ပုံစံကသူမအောင်မတူသလိုမတန်သလိုပုံစံနဲ့ရဲ့ပါမုံမို့ကောင်းလိုက်တာအလကားဥစ္စာမန်တက်နေတဲ့လူစားတွေဘာမှမဟုတ်ဘူးမာလာကိုလည်းကိုကျော်ဦးနဲ့သဘောမတူလို့ရှာမပေးတာပဲကိုကျော်စွာကကိုကျော်ဦးလို့မဟုတ်ဘူးလိမ္မာတယ်တီတက်နေမွန်ရည်တက်ပြက်နေဆိုတာတော့လက်ခံပါတယ်ဒါပေမဲ့ဥစ္စာမန်တက်ပြီးမတူမတန်သလိုအရှိုးရှိုးနေတဲ့ပုံစံကြီးကိုတော့အရန်အမြင်ကတ်တယ်မုန်းနေယွန်းနေကျွေးကြည့်တော့ကိုကျော်စွာထံမှာမျက်နှာလွဲကရှေတူရူစီကိုပို့ပစ်လိုက်ပါတယ် Oh my god ဘာရီလဲတရဲလျှောက်တာလားကာမီကအလင်းတန်းကြီးတဲ့ဘွားကနေပေါ်လာတာကလူ9ယောက်ရဲ့ဘောင်းမီရှည်တွေဝတ်ထားပြီးတော့မျက်နှာကိုအဝေးအုပ်ထားကမျက်လုံးနဲ့နှာခေါင်းပေါက်လေးသာအနှဲငယ်အပေါက်ဖောက်ထားတယ်ခုရဆန်းကားအိုးကိုကျော်စွာဘယ်သူတွေလဲဘယ်သိမှလဲဗျဓမြတွေနေမှာပေါ့အိုးဖះရေလူ9ယောက်ရဲ့လက်ထဲမှာလဲပစ္စတာတို့တနတ်တွေနဲ့မလို့မတော်လက်တရန်လိုက်ရင်ဖြစ်တရားကြီးရဲ့လို့တွေးကကြော်စော်ကားကိုရှင်းရှင်းရပ်ပေးလိုက်ရတယ်။ပါရာတွေအကုန်ထုတ်စမ်း။ကြော့ဒါပဲပါတယ်။နဲလိုက်တာငွေ9000နဲ့ငါတို့အယူမလုံးနဲ့ဖွက်ထားတာတွေအကုန်ထုတ်စမ်းမျက်မှန်နဲ့ကောင်။မပါဘူးလေဗျာဒါပါရာအကုန်ပဲ။မယုံဘူး။ကောင်မလေးကလှလိုက်တာဘာတော်လဲမင်းနဲ့။တော့မထီနဲ့ဒါကျွန်တော်မိမပါဗျ။အော်အဲ့ဒီလိုလားကျွေမျက်နှာလေးထက်လက်နဲ့တိုးထိလာတဲ့ဓမြတယောက်ကြောင့်သူအလင်းစလိုပဲကျွနဲ့သူ့ရဲ့တော်ဆက်မှုကိုတမင်ညာပြောလိုက်ရတာမပြောလို့လည်းမရဘူးဒီမိန်းကလေးအပြိုးဆိုတာသိရင်မတော်မတရားကြံစီနိုင်နေသူစကားကြောင့်ကျွေးဆိုတဲ့မိန်းကလေးရဲ့မျက်နှာလေးနှီးမြန်ထူအမ်းသားတာကိုသူတွေးလိုက်ရတယ်စိတ်မရှိတော့ဘူးငွေမပါဘူးဆိုရင်ပါတဲ့အနှွေးတွေလက်ပတ်နာကြီးလက်စွပ်အကုန်ရှုပ်ဆန်းကွာဟဲ့မိန်းကလေးနေနာကငကတ်ပါအမြန်ရှုပ်ဆန်းအိုးကျမမဒါလေးရှမ်းတာတာ哦အမေနေယောက်ျားတထေဝက်ဆင်ခိုင်းမို့အခုရှုပ်ဆန်းစကားမပေါ်စမ်းနဲ့ဓမြတယောက်ရဲ့တနက်ကသူမရဲ့မျက်နှာလေးထပ်ဝေဝဲလာနေတာကြောင့်ကြွေးကြောက်လန့်တာဖြစ်နာကငကတ်ကိုလက်သက်သက်ပင်ရှုပ်ပေးလိုက်ရတယ်သူမနီးတူပဲကိုကျော်စွာရဲ့အနှွေးတဲ့လက်ပတ်နာရီနဲ့ရွှေလက်စွပ်ပါရှုပ်ပေးလိုက်ရတာကိုသူမတွေ့ရတယ်ဂျာရင်မကသေးပဲနဲ့ကိုကျော်စွာဖုံးကိုပါစောင့်ဆွဲယူပစ်လေတယ်ကျော်စံဒီလင်မယားကိုဟိုတောဆက်သွားပြီးတော့ကျုပ်တုပ်ထားလိုက်စမ်းဟာအဲ့လိုတော့မလုံးနဲ့လေဗျာကျွန်တော်တို့မှာအရေးကြီးကိစ္စရှိသေးတယ်ဗျပစ္စည်းယူရရင်ကျန်တော့ပေါ့ဗျာဟာတဲရှာချေတဲ့မှန်ကြောင်ပဲအခုစမ်းစမ်းတနတ်ကိုလက်ပင်တိထားပြီးတော့မဆက်ဆက်နဲ့ဆိုလာတာကြောင့်ကျော်စွာဒေါသစိတ်ကိုမျိုးသိသိမ့်စီကကျွတ်ကိုမေးဆက်ပြပြီးတော့ကားပေါ်ကဆင်းလိုက်တယ်အလင်းစလိုပဲသူနဲ့ကျွတ်အားတောဆက်အကွယ်ခေါ်သွားပြီးကြောချင်းကအနေရထားဖြင့်အဝိစဖြင့်လက်ကိုပူးရှိကထွက်သွားခဲ့ကြတယ်ဝင်းကျင်တခွင်လုံးအမောင်လူကြီးသာကြီးစိုးနေပါတယ်လက်မှာတင်းကျပ်စွာစီးထုတ်ထားတဲ့အဝိစကြောင့်ကျွေးနာကျင်လုံးကညီသက်တဲ့အတန်လေးထွက်လာပါတယ်အာနားတယ်နားလေသိခံပေးလေဗျာရုံမခမ ्या နဲ့ကျွန်တော်ဒီနေရာမှာထွက်လို့ရမှာလေတော်နေကြအချိန်ကုန်လို့အိမ်ပြန်မရောက်ရင်လူတွေအထင်လွဲကုန်ကြလိမ့်မယ်အခုကမိုးရှုပ်နေပြီပဲ哦ဒါခမ ्या လိုက်လာလို့ကျွန်တော်ဘာသာတယောက်ထဲလာရင်လွတ်လွတ်ကျွတ်ကျွတ်နောက်ဆန်တင်းစရာအကြောင်းရှိမှာမဟုတ်ဘူးခမ ्या ပါလာတော့ပုံဝင်းတင်ကမျက်စိတောက်ထောက်ကြည့်ကုန်ကြရော့မယ်နင်းကမလို့ခုံကလှုပ်မနေစမ်းမနဲ့ရှင်ကျမကမိန်းကလေးပါစိတ်ပူရမယ်စိတ်ပူကျမကပဲစိတ်ပူရမှာဟာ
ပြောတတ်လိုက်တာကျွန်တော်ကတာမန်လူတစ်ယောက်မဟုတ်ဘူးနော်တပည့်တပန်းတွေရရှိနေဆရာတစ်ယောက်ဂုံတိတ်ခါရှိရှိနဲ့ပတ်ဝန်းကျင်မှာရက်တည်နေထိုင်နေတာဗျကျမကလည်းမရှိဆင်းရဲတာဆိုရင်မဲ့တိတ်ခါတရားနဲ့လူလုံနေတဲ့မိန်းကလေးရှင်ဒီကိစ္စရှင်ကြီးစိတ်ပူမနေပါနဲ့ကျမစိတ်ပူဖို့လဲထားပါအောင်တော်ပြီစကားမပေါ်တော့နဲ့ကြောပြီလို့ရရင်ရွာကိုပဲတမ်းပြန်ကြစို့ညင်ညင်နေပါနားလဲမအော်နဲ့စိတ်မိတ်တီးခံပြီကျွေးသူစကားကြောင့်ပဲစိတ်သာနေလိုက်မိတယ်သူကလက်ပြန်ရှိထားတဲ့အဝိဇ္ဇာကြားမှာသူလက်နှစ်ဖက်ကိုအဝိဇ္ဇာကနေလွတ်ထွက်စေရန်အတွက်စူးစမ်းနေပါပြီဒါကြောင့်သူလက်အစုံနဲ့သူမရဲ့လက်ကလေးနှစ်ဖက်ပို့တိုက်နေသလိုဖြစ်ကသူမလက်ကလေးတွေနာကျင်နေရတယ်သို့တော့အတန်မထွက်ရဘူးနာကျင်မှုကြောင့်အတန်ထွက်ပြီးတော့ညှဉ်းညူခြင်းနဲ့စိတ်ကိုအခါခါဝင်တွင်မျိုးရှားပြစ်နေတာကအခါခါရဲ့ပါဟာရပြီလွတ်ပြီဟဲတကယ်ဝမ်းသာလိုက်တာသူကမတက်ထားရပြီးអော်လိုက်တာကြောင့်သူမပါဂျင်းနူဝမ်းသာစိတ်ဖြင့်អော်လိုက်မိတယ်သူလက်အစုံအဝိစာကြမှာပြေရောသွားသလိုသူမလက်အစုံကလည်းအဝိစာမှာပြေရောသွားခဲ့တယ်လာသွားကြစို့မိုးကြကျင်နေတယ်ထင်တယ်ဟုတ်တယ်မိုးဖွယ်ဖွယ်လေးကြနေတယ်ကျွဲသူနဲ့အတူကားစီကိုရှောက်လာခဲ့ပါတယ်ကာမီထိုးထားလေးရမလို့ကားရဲ့ဝန်းကျင်တစ်ဝိုင်းမှာအလင်းဖြာနေတယ်ကားပေါ်ပေါ်ပါစွာတက်လိုက်ပြီးတော့ကိုကျော်စွာကကားကိုဆက်နိုးတယ်ဘာဖြစ်ရပြန်တာလဲကိုကျော်စွာမသိဘူးလေဗျာကျွန်တော်ကကားသာစီးတတ်တာစပိုင်းဆိုင်ရာဘာတစ်ခုမှနားမလည်ဘူးဗျခမည်းနဲ့ကျုပ်ဒီနေရာပဲအရှင်ကုန်တော့မယ်ထင်နေကြွေအိုးဒါဆိုဘယ်လိုလုပ်ကြမှာလဲအဲ့လိုအရှင်ကုန်လို့မဖြစ်ဘူးလေရှင်ဒါကျွန်တော်အပြစ်မဟုတ်ဘူးဆိုတင်လိုက်လာတဲ့ခမည်းအပြစ်လေဗျာကျွန်တော်တယောက်တည်းဆိုဒီနေရာမှာတလားကိုတဲ့တဲ့အရှင်ကုန်သွားပါစီအကြောင်းမဟုတ်ဘူးအခုကခမည်းကဆိုတင်လိုက်လာတော့ဖြစ်ပြီပေါ့ရှင်ကျွဲကိုလုံးဝမခေါ်ရင်ကျွဲလဲလိုက်ဖြစ်မှာမဟုတ်ဘူးလေအခုရှင်ကကျွဲတစ်ခါလေးလိုက်မဲ့ပြောတာနဲ့ရှင်ကအသားရခေါ်တာထားလိုက်ပါခေါ်လာမိတယ်ကျွန်တော်မှသာအပြစ်ရှိတာပါသူစကားကြောင့်ကျွဲသူ့ကိုမျက်စောင်းတိုင်းကနေထုတ်ပြမိလိုက်ပြန်တယ်ကြော်စွာတကယ်ကိုစိတ်ရှုပ်နေရပြီကျွာကဝက်ရှော့ဆရာကိုဖုံးဆက်ခေါ်ဖို့ကသူ့မှာဖုံးဆက်ဆရာမရှိတော့ဒါကအကြောင်းမဟုတ်ဘူးထားတော့သူနဲ့အတူကျွေးဆိုတဲ့မိန်းကလေးပါလာတာကသူ့အတွက်အကျဉ်းအကျတွေ့နေရတယ်ညတာရှည်ကြီးမှာအဲ့ဒီမိန်းကလေးနဲ့သူ့အတူတူတညာလုံးအတူတူရှိနေခြင်းကလူတွေလက်ညှိုးထိုးစရာကိစ္စဖြစ်နေခဲ့ရပြီသူကလည်းသူပါပဲသူမပြောသလိုပဲသူမကိုမခေါ်ပဲထားပစ်ခဲ့ရမှာအခုတော့နှစ်ယောက်စလုံးအတွက်အရှင်တွေကကောင်းစရာမမြင်တော့ဘူးခိုးရထွက်ပြေးတဲ့လူနှစ်ယောက်ကိုရှာမတွေ့ပါပဲနဲ့သူတို့နှစ်ယောက်သာညာရမယ့်အဖြေရှောင်းနေရပြီရှင်ပြင်းမဟုတ်ပါဘူးကျမမှလည်းအပြစ်ရှိပါတယ်ဆိုလိုက်လာမိတာကိုအမျိုးမျိုးပဲနော်အမိကရှင်နော်ရှင်မနော်နဲ့မိုးသေးလာပြီကာရကာပေးရမယ်အပြင်မှာတဖြောင်ဖြောင်နဲ့မိုးပေါက်တန်တွေကျဲလောင်လာတာကြောင့်ကာရှေတကားနှစ်ဖက်စလုံးပိတ်ပြလိုက်ရတယ်ကာရကားတွေပိတ်ထားပေမဲ့အေးတကားကားကြီးကိုထိုးဖောက်ဝင်ရောက်လို့ခန္ဓာကိုယ်တစ်ခုလုံးခောက်ခိုက်တုံနဲ့ဒီအိဆက်လာရတယ်အေးဆိုသူရောကိုရောအနှွေးတယ်မရှိကြဘူးလေဓမြကောင်တွေရှုပ်ပေးလိုက်ရတာမဟုတ်လားရှားနေတာလားကျွေကျွေမကျင်မနက်တန်လေးဖြစ်မေခိုင်တန်လေးပါဆိုလျက်ဖြေလိုက်မိတယ်ကျွန်တော်ရောအရန်ရှားနေယောက်ျားကြီးတံမဲ့သူပါမေချင်းရိုက်ခတ်တန်ထွက်တဲ့အထိအေးရန်ကကြီးစိုးနေခဲ့တယ်မိုးလုံးလေးလုံးအိတ်ခမ်းကြီးထဲမှာတော့ဆောင်းထက်တဲ့ရှုံမနှွေးထွေးမှုရတဲ့အဖြစ်ကအခုလိုအနှွေးတဲ့မပါပဲအပေါ်ဝေးအင်ကြီးပါပါလေးနဲ့ဆိုတော့ရှားနာလည်းအပြစ်ရလို့တော့မဆိုပါဘူးကျွန်တော်ရင်ကြီးထပ်ပေါ်ဝတ်ထားလိုက်ပါလားကျွေနောက်ပြီးကားနောက်ခံနဲ့စိတ်လက်အေးလှည့်ပြီးတော့အိတ်နေလိုက်ပါမဟုတ်တာရှင်လဲရှားနေတာပဲလေအင်ကြီးမပိုင်ပိုအေးမှာပေါ့ရှင်ပဲကားနောက်ခံနဲ့အိတ်ပါကျွန်တော်ကယောက်ျားလေးပါဘလို့နေနေအဆင်ပြေတယ်ချော့ထပ်ဝေထားလိုက်ဒီလိုနဲ့ဆက်ရှင်အင်ကြီးချွတ်ပြီးတော့ရှေ့ခန်းမှာသူမလက်ကိုဆွဲကားနောက်ခံစီခေါ်လာခဲ့ပြီးသူမရဲ့ပခုံးပေါ်အင်ကြီးအုံမိုးပေးလာတာကြောင့်ကျွေသူ့ရဲ့အပြုတ်မူကိုကြီးကရှင်တွေပင်ခုံလာရတယ်အင်ကြီးဖလာနဲ့သူ့ရဲ့ပြွတ်ဆွဆွကိုရဲ့အပေါ်ပိုင်းကြီးကိုရဲရဲမကြည့်ဝံမဲနဲ့ကျွေမျက်နှာလေးတစ်ဖက်သို့လွှဲထားလိုက်ရတယ်မျက်နှာအသားရည်နဲ့ရှေလက်ဖျားတွေကနေလောင်တန်းကြောင့်သူ့အသားရည်ကအညိုရောင်ဘက်ကိုတန်းနေပေမဲ့
နေအောင်မထိုးပေါက်တဲ့ခနာကိုအတွင်းပိုင်းတွေကအရန်ကိုဖြူဆွန်လွန်းနေတာကိုကျွေမြဝါထင်ထွင်တွေးလိုက်ရတယ်။ရော့ရည်သွင်းပြမမကခနာကိုဖွဲ့စည်းပုံကပါပြပြကြည်ကောင်းလွန်းတဲ့ယောက်ျားတစ်ယောက်လို့ကျွေတိတ်ဆိတ်အကဲခတ်မိပါတယ်။သူမပကုံးထက်ကသူအင်ကြီးအပါလေးကိုမရဲတရဲနဲ့ကိုဘောထုတ်ဝဲပစ်လိုက်တယ်။တော့တော့အေးတန်ကရောပါမသွားခဲ့ပါကိုလို့ပင်အေးစိတ်လာနေပြီ။ရှင်ပါကားနောက်ခံနေနေပါတညာလုံးမအိပ်ဖဲထိုင်နေကြတာပေါ့ကျွေးသဘောပါဒါနဲ့ဒီနေ့အေးလိုင်းများဖြစ်နေသလားမသိဘူးကြာရင်သွေးခဲလို့သေလိမ့်မယ်ထင်တယ်မဟုတ်တော့ဘူးကိုကျော်စွာဒီနေရာကတတုကျော်ရှိတယ်တတုကျော်ရှိတဲ့မြေနေရာကအေးတံပိုပြင်းတယ်လို့ကျမကြားဘူးတယ်ဟုတ်မှာပါလေဒီလိုနဲ့ကားလေးအတွင်းအတန်တွေတိတ်ဆိတ်သွားပြန်နေကျွေးစိတ်ရောလူပါပင်ပန်းလာတာကြောင့်ကားကားကိုကြောလေးမိကမိကနေဖြစ်သွားပါတယ်ကျွေးမရတော့ဘူးခမားကိုဖတ်ထားမှဖြစ်တော့မယ်အိုးကိုကျော်စွာမိကနေအိမ်မောကျသွားတဲ့သူမစကနဲ့သူမရဲ့ကိုယ်လေးကိုတင်ကြုံပွေဖက်လာတဲ့ကိုကျော်စွာအပြုတ်မှုကြောင့်ထိတ်လန့်တုန်လှုပ်သွားရသလိုရေခုံတန်တွေဟာလည်းကဘာပြတ်သလိုခုံပေါလွန်ထွက်ကုန်ပါပြီသူမကိုယ်လေးကိုကျိုးကျင်မတက်ပွေဖက်ထားရုံနဲ့မကဘူးမျက်နှာလေးကိုပါခက်ကြမ်းကြမ်းနှမ်းဆိုင်လာတာကြောင့်ကျွေထက်ဆင့်ကဆွန်အားသွားခဲ့ရတယ်ကိုကျော်စွာဘာလို့တာလဲရှင်ရှာနဲ့တံမခံနိုင်တော့ဘူးကျွေအိုးကိုကျော်စွာအလိုရှိတဲ့အနှွေးတက်ဟာသုံးမွေးရှိရဲနဲ့ရလုတ်ထားတဲ့အနှွေးတယ်မဟုတ်အသွေးအသားနဲ့ဖွဲ့စည်းထားတဲ့ပုထုဆင်မိမက်ပြိုလေးရဲ့ခန္ဓာကိုအသွေးအသားနှလုံးသားနဲ့ပေးဖို့လူကျော်လူတက်ကိုကျော်စွာရဲ့အပွေးဖက်မှာရှင်ခုံစိတ်မလှုပ်ရှားဘူးဆိုတာမဖြစ်နိုင်တဲ့ကိစ္စပဲလေကိုကျော်စွာရဲ့အပွေးဖက်တွေကြားရှင်မှုစွာမိရင်ကျွေမငင်းဆန်မိပဲလက်လျော်ကြည်ပြူစွာနဲ့တာယာနေမိပါတယ် sorry ကျွေကျွန်တော်တို့မှားသွားကြပြီအရှေရောင်ဝမှာနေအောင်ကြီးဖြော့ဖြော့ကလေးပေါ်ထွက်လာတဲ့အခါညကအဖြစ်အပျက်ကိုကနဦးတတိယသွားသူကကြောစွာရဲပါရင်ဝင်သားမှာကျွေကိုတုံလို့စွာဖက်ထုတ်လိုက်မိပေမဲ့သူ့ရင်ခုန်တန်တွေကမပြတ်ပြဲသည်ဘာကြောင့်အတိစိတ်လွတ်ထွက်သွားတာကိုသူမသိတော့ဘူးကျွေရဲ့ခန္ဓာကိုယ်မှာအဝိမဲ့နေကချက်ကြောင့်ဆုတ်ထိတ်လန့်ခြင်းအပြည့်ဖြစ်မျက်ရည်စာတို့ပင်သူမရဲ့မျက်ဝန်းမှာပြည့်အိုင်နေပါပြီသူနှပေးကသူ့အပေါ်အင်ကြီးကိုခတ်သက်ပင်ကောက်ယူဝစ်ပစ်လိုက်ပြီးကားနောက်ခံမှာဆင်းလာခဲ့လိုက်တယ်ဒါမှကျွေအဝေးအစားကိုလွတ်လပ်စွာဝတ်နိုင်ပါလေတိတ်မကြလိုက်ပါဘူးအရှက်မျက်နှာလေးနဲ့ကျွေကားနောက်ခံထဲမှာငူကလေးထိုင်နေတယ်သူကျွေနဲ့မျက်နှာချင်းဆိုင်ထိုင်ပစ်လိုက်ပြီးတပူပေါ်နှစ်ပူစစ်ပြီးကျွေကျွန်တော်ခမ ्या ကိုလက်ထပ်ရမှာလားမလိုဘူးမလာဟုတ်သားရှင်တို့ဘက်ကကိုကျုံနဲ့ကြည်ကြည်ပြူပြူသဘောတူပေးပါအခုကိစ္စကရှင်ဘက်ကကြီးမှားခဲ့တာမဟုတ်ဘူးလေကျမရောအလိုတူအလိုပါပုံစံဖြစ်သွားတယ်ဘာမှမဖြစ်ခဲ့ကြဘူးလို့သဘောထားလိုက်ပါမဖြစ်နိုင်တာမင်းမတစုံတရာအရှိအနေထူးခြားလာရင်ရောလက်ထမဖြစ်မဲ့အနေထားလေရှင်မိဘတွေကသဘောတူမှမလို့လားကျွေနဲ့ချင်းကိုတူမှာတော့မဟုတ်ဘူးဒါပေမဲ့မရှိဘဲမှားခဲ့ကြတာကိုဗျာကျွန်တော်မှတာဝန်အပြေးပွားရှိတယ်လေဗျာတော်ပြီရှင်အကိစ္စမေးထားလိုက်ကြပါစို့မိုးလဲလင်းပြီးကျမရွာပြန်တော့မယ်ရှင့်မသာမလာတို့ဆက်ချပါကျမအကြုံနဲ့ရွာပြန်လိုက်တော့မယ်ဟာနေအောင်လေးကြွေအဲ့ဒီလိုဆွခနဲ့ကားဘော်ကနေဆင်းလို့ပြတ်ထွက်သွားတဲ့ကျွေရဲ့အပြုတ်မူကမျက်စံလွန်လာတယ်သူ့မျက်စိရှိမှတင်ဆိုင်ကယ်တစ်စီးကိုလက်ပြတာကအကျုံလိုက်ပါသွားတဲ့ကျွေရဲ့အပြုတ်မူကတော်လန်မျက်စံလွန်လာတယ်ယခုဆိုသူ့မြင်ကွင်းမှာလုံလုံရှားရှားကျွေပြောက်ွယ်သွားခဲ့ပါပြီကျွေသူ့မြင်ကွင်းနဲ့လုံးဝမရှိတော့မှသူ့ရင်နဲ့ဟာတာတာကြီးဖြစ်သွားရတယ်သူဘာများအပြောဆိုတွေမှားသွားလို့လေမရှိဘဲမှားခဲ့ကြတဲ့စကားကအမှားစကားမှမဟုတ်တာသူနဲ့ကျွေကရှစ်သူတွေမှမဟုတ်ကြတာစိတ်ငြိမ်မှုအေးတံကနမိမယ်လေးလိုလှလွန်းနေတဲ့ကျွေးဆိုတဲ့မိန်းကလေးကိုပြမမိဖို့လက်မပို့ပေးခဲ့ကြတာပဲကာရကားကိုမီလီယာပဲသူ့စိတ်တွေအဝေးသို့လွတ်ထွက်နေကြတယ်မထိန်နိုင်မသိမ်းနိုင်ဖြစ်ခဲ့ကြတဲ့သူ့စိတ်ကိုသာအပြေပို့နေမိပါတယ်မိုးဆင်ဆင်လင်းပြီးမလို့ဖြတ်သွားဖြတ်လာလူတွေထံဖုံးကားကဝက်ရှော့ဆိုင်ကိုဖုံးဆက်ခေါ်ရတယ်ချက်ချင်းပဲဝက်ရှော့ဆရာရောက်လာပြီးတော့ကားပြင်ပေးလေရစနိုးလို့ရှာသွားပါပြီဒီတော့မှ
သားဆက်တို့ကအမျိုးတွေရွာစီခရီးဆက်ခဲ့ရပါတယ်။ငကိုကရှုပ်ထွေးနေတဲ့စိတ်အစဉ်ကယခုဆိုကျွန်းထဲမှာခဲ့မိတဲ့အပြည့်ကြောင့်စိတ်တွေပိုပြီးတော့လေးလံလာရတယ်။ဒီချိန်တစ်ခါမှမရှိခဲ့ဘူးတဲ့သူနှလုံးသားကကျွေးအထီးတွေတွေကြားမိမောတာယာမိရင်နဲ့အချစ်ဆိုတဲ့ခံစားချက်တရလားလို့ယူဆသတ်မရမလို့ဖြစ်လာခဲ့ပြီးအခုချိန်ဒီကျွေးရဲ့အထီးတွေနုနုလေးတွေကြားညောင်ခံစားရင်ရှင်ခုန်မိနေတော့အသိစိတ်ကိုမကုတ်ကဲနိုင်ပဲသူ့ကိုယ်သူလည်းအလွန်ပင်စိတ်ဆိုးဒေါသထွက်ရပြန်နေကိုကျော်ဦးကိုပင်မမလာနဲ့သဘောမတူလို့အမွေပြတ်ဆွန့်လွတ်ထားတဲ့သူမိဘတွေကသူ့ကိုရောကျွေးနဲ့သဘောတူပါမလားသူကိုယ်တိုင်ကတော့မမလာလို့ဆင်းရဲလို့အကိုဖြစ်သူနဲ့ခါခါတီတီသဘောမတူခဲ့တာပဲအခုကျွေးကရောဘာထူးလို့လဲမာလာလိုပဲအရှိကံလူရန်စားတွေပဲလေဝင်များလဲနေပြီလားကွာအစင်အတန်းခွဲခြားပြီးကိုကျော်ဦးနဲ့မမလာကိုသဘောမတူခဲ့တာကယခုသူကိုယ်တိုင်တွေ့လို့ဘာမှမရှိတဲ့အရှိမဲအနေမဲမိန်းကလေးနဲ့ပပင်တိုးနေရပြီရှေ့ဆက်ဆောင်လိုက်ရမယ့်ခရီးကိုယ်တိုင်ပဲပုံမဖော်တတ်တော့ဘူးဆွေမျိုးတွေရွာကိုရောက်ခဲ့ပြီမလို့ကိုကျော်ဦးသတင်းကိုကိုယ်တိုင်စုံစမ်းရတယ်သို့တော့အကြောင်းမထူးခဲ့ဘူးလုံမစားတတ်တဲ့ကိုကျော်ဦးတယောက်မမလာနဲ့ဘယ်တော့ဘယ်ပုံရှာဖွေစားတော့နေကြသလဲဆိုတာတွေးရင်နဲ့တပြင်းအရှိကြီးရှနေမိပါတယ်မာလာကိုရှာမတွေးခဲ့ဘူးဆိုတဲ့သတင်းစကားကြောင့်ဦးလေးကောင်းတယောက်ရှုံရှုံမဲမဲဖြစ်ငိုပါတော့တယ်ဦးလေးကောင်းနီးတူကျွေကလည်းဦးလေးကောင်းနီးတူငိုဆိုင်နေမိပါတယ်သူမကြားရတဲ့မျက်ရည်တွေကမာလာကြောင့်ကြားရတဲ့မျက်ရည်တွေမဟုတ်ဘူးကိုကျော်စွာတီဆိုတဲ့သူစင်စရာလူကြောကြီးနဲ့သူမရဲ့တတစိမ်မှားယွင်းခဲ့မိတဲ့အမားကြီးရဲ့အတွက်ဖြစ်မစင်နိုင်လုံးကဆိုင်ငိုနေမိခြင်းဖြစ်ပါတယ်ဟဲ့မိကျွေကိုကောင်ငိုနေတာကိုမနှစ်သိပ်ပဲသမီးကပါရောငိုနေတော့ဘယ်နဲ့လို့ကိုကောင်နှစ်သိပ်ပေးရတော့မှလဲသမီးတို့လည်းညောင်လုံးပေါက်နီးပါရှာဖွေခဲ့ကြတာပဲလေကွယ်ဟုတ်မငိုတော့ပါဘူးအမေကျွေအိမ်ပေါ်တက်ကိုပြေးတက်လာပြီးတော့အခန်းထဲရောက်ဆက်ရှိလက်ရှိငိုချိုက်ပြစ်လိုက်တယ်သူမအဖြစ်ကလူမသိသူမသိအပြိုရည်ပြတ်သွားခဲ့ရတဲ့အဖြစ်ကြီးသူမတက်တက်လုံးတမိုးထားထိမ့်သိမ်းလာတဲ့အပြိုစင်ဘွားကိုအလွယ်လေးပုံအောအနံ့ပေးမိတဲ့အဖြစ်ကလူတွေသာသိရင်ဘလောက်များအထင်သေးကြဲကြလိမ့်မလဲတခုခတ်တာကသူမကိုယ်တိုင်အလိုတူအလိုပါမှားယွင်းခဲ့မိတဲ့အမားအတွက်မျက်ရည်သာကျနေမိပေမဲ့နောက်နာတော့မရမိဘူးဒါကဘာသဘောကြီးလဲကွယ်သူမကိုယ်တိုင်စိတ်ပါတာယာနေမိခဲ့မှတော့ကိုကျော်စွားကိုကျွေသဘောချနှစ်တန်နေမိခဲ့လို့ပဲပေါ့အဲ့ဒီလိုတတဆိတ်အမားအတွက်လူသိချင်ကြအဆက်မကွဲစေဖို့သာကျွေစိတ်ကဆူတောင်းနေမိတော့တယ်တတဆိတ်နဲ့ရှင်နဲ့ကျွေဇလန်းလေးအပီတန်စသိမ်းသွားမယ်ဆိုရင်မဖြူစွန်းတော့တဲ့ကျွေရဲ့ခန္ဓာကိုယ်ကြီးကိုဘယ်သူသစိမ်းယောက်ျားထံကိုမှခုံဝင်အနံ့တော့မှမဟုတ်ဘူးကိုကျော်စွာဘာလို့လဲဆိုတော့မမကောင်ပန်းပန်တပွင်းနဲ့ကျွေကမိမကောင်တယောက်ပါတည်ရန်စာမဟုတ်ဘူးကိုကျော်စွာကျွေဘဝကမချမ်းသာပေမဲ့ယောက်ျားယူပြီးတော့ယောက်ျားလှုပ်စာထိုင်စားခြင်းနဲ့စိတ်သက်ပြောညံ့တဲ့မိမတယောက်မဟုတ်ဘူးကိုကျော်စွာကျွေရှည်ကျွေလက်နဲ့ပဲရက်တီစားတော့နိုင်တယ်ဒါကြောင့်ရှင်နဲ့တိတ်တိတ်ဆိတ်ပျော်ပါခဲ့မိတဲ့ဖြစ်ရလေးကိုချစ်ခုံစာသိမ့်ဆဲရင်းနဲ့ကျွေရဲ့နှလုံးသားကိုတော့ခတ်တကားပိတ်သိမ့်စီထားလိုက်တော့မယ်ကိုကျော်စွာတခုတော့ဝန်ခံချင်ပါတယ်လေဒါကဘာလဲဆိုတော့ရှင်ကိုကျွေရန်ရှစ်မိသွားခဲ့ပြီကိုကျော်စွာဒါကိုကာယကံရှင်ဖြစ်တဲ့ရှင်ကတော့လုံးဝသိမှာမဟုတ်ဘူးလေမာလာတည်ဟာလုံးဝဆုတ်စာမြုပ်စာပျောက်ကွယ်သွားပြီးတော့တိတ်ဆိတ်သွားခဲ့သလိုဦးလေးကောင်းဟာမျက်ရည်တွေပင်လည်းအတန်အသင်ခန့်ချောက်သွားခဲ့ဟန်တူပါတယ်ဦးလေးကောင်းအရင်လိုမငိုတော့ဘူးနင်နာကတော့ညှိုးရောမိုင်းညော်နေသေးပါပဲရခင်မာလာလှုပ်စာလေးကိုသာမိခိုစားတော့ခဲ့ရတဲ့ဦးလေးကောင်းကိုအခုဆိုကျွေတို့ကပဲစားရေးတောက်တာဝိုင်းပြီးတော့တာဝန်ယူကျွမွေးရတယ်ကျွမွေးရဆိုအမေနဲ့ဦးလေးကောင်းကမောင်နှမနှဝမ်းခွဲတော်ဆက်နေတာကိုကျွမွေးပြည့်စည်ရမှာကတာဝန်ရှိနေတာပေါ့ဦးလေးကောင်းကသူ့အိမ်မှာပဲနေထိုင်ပြီးတော့ထမင်းစားကန်ဒီမှာအိမ်ကိုလာစားတာကျွေကပဲဦးလေးကောင်းအတွက်မုတ်လက်ဖက်ရည်ဖို့တနေ့တာပေးရတာဒါကဦးလေးကောင်းရဲ့ဘဝဖြတ်တန်းပုံဆိုပါတော့ကျွေကတော့တန်ကောင်းနဲ့ပဲဆိုရမလားမပြောတတ်ဘူးကိုကျော်စွာနဲ့ကျွေရဲ့အမကအဆက်တကွဲအကျိုးနဲ့မဖြစ်ခဲ့ရဘူးရှင်ထိတ်ဖို့စွာဖြင့်သူမအရှင်တွေကိုစောင့်စားတတိထားခဲ့ရာပုံမှန်အရှင်တွေသာဖြစ်နေခဲ့တယ်။အိုးဖျားသားမဆားလို့အဆက်တကွဲအကျိုးနဲ့မဖြစ်ရတော့ဘူးပေါ့။ကျွေမျက်ရည်ကျတဲ့အထိနာကျင်ဝမ်းနည်းမှုတွေကြကကျ
ဂျင်းတို့ဝမ်းသာစိတ်ကလေးရှက်ပြခဲ့ရတယ်ကိုကျော်စွာရဲ့ရှင်နဲ့ကျွေးရဲ့ဇလန်းလေးကလူမသိသူမသိစသိမ်းသွားခဲ့ရပေမဲ့ကျွေးရဲ့နှလုံးသားထဲမှာကိုကျော်စွာဒီဆိုတဲ့အရှိသပင်လေးကတော့အခုမှရှင်သန်ကြီးထွားဖို့အမြင့်တွဲစားပြုံးယုံပဲရှိသေးတယ်ကိုကျော်စွာမရှိဘူးလို့အရှိယူတယ်ပဲလို့ဆိုခြင်းဆိုပါကျွေးတကယ်ကိုကျော်စွာကြောင့်အရှိယူနေပါပြီကွယ်ရှင်နဲ့ကျွေးမတွေ့မမြင်ရတာငါလာတိတိတောင်ကြာခဲ့ပါပြီပေါ့လားမာလာနဲ့ကိုကျော်ဦးရောဘလို့အရှိနေစိုက်နေကြပြီလေရှင်ရောရှင်နှလုံးသားထဲမှာဘလို့မိမလျှော့မိမလှလေးအနာယူပိုင်ဆိုးထားပြီလေယင်ကန်တာမျက်နှာသာပေးအောင်မယ်ဆိုရင်ရှင်ရင်ဝင်ကြီးပြေးဝင်ခိုးအောင်ပြီးတော့ငိုရှိုက်ပြလိုက်ရှင်ပါစမ်းပြီးကိုကျော်စွာရဲ့ကိုကျော်ဦးတဲ့လုံးဝစုံစမ်းဖော်ထုတ်လို့မရခဲ့ပါတစ်ဖက်မှာလည်းကျွတ်တဲ့ထူခြားမှုရှိမရှိလူလိုစုံစမ်းမှုပြုထားရသလိုတစ်ဖက်မှာလည်းလုပ်ငန်းအသီးသီးနဲ့မလို့လူရောစိတ်ပါသူရန်ပင်ပန်းရပါပြီကျွတ်ထံကထူခြားတဲ့တဲ့မကြရလို့ရင်အေးရသလိုရှိပေမဲ့သူကျွလွန်မိတဲ့အမှားအတွက်စိတ်မလုံမလဲဖြစ်ရတယ်တစုံတရာသူမထံကထူခြားခဲ့ရင်သူမတာဝန်ယူပေးဖို့သူ့အသင့်အနေအထားမှာရှိပါတယ်အခုတော့ကျွေဘက်ကမထူခြားတဲ့အနေအထားမလို့သူ့စိတ်တွေကလည်းသွေးသလိုဖြစ်ခဲ့ရပြီဒါပေမဲ့ကျွေမျက်နှာလှလှလေးကိုတော့သူ့မျက်ဝန်းအာယုံထဲကနေတနေ့မှမေ့ပြောက်ဖြစ်လို့မရပါဘူးတမားကုံနဲ့ဆွေမျိုးတွေရဲ့ဒါနာဥစ္စာတွေကြားကျွေနဲ့အတီးအလင်းလက်တွဲဖို့တွန့်ဆုတ်နေခဲ့တယ်စိတ်ကူးအိမ်မက်တွေထဲမှာတော့ကျွေကသူ့ရဲ့မူပိုင်မိဖုရားလေးတစ်ပါးအဖြစ်သိရှိနေခဲ့တာပေါ့ကျွန်တော်ယောက်ျားမပြီးသားဘူးထင်တယ်နော်ကျွေသူ့စိတ်ကိုသူကိုယ်တိုင်ပင်မကျင်မနှက်ဖြစ်မိတယ်ဒီအထဲမှာမိဘနှစ်ပါးစလုံးရဲ့ကျမကြီးထူထူထောင်ထောင်ရှိလာလို့စိတ်ရှမ်းသာကကျင်နူပီတီဖြစ်ရပြန်တယ်ဖခင်ကလည်းရခင်လို့လူမှုရေးကိစ္စတွေဖိဖိစီစီဆောင်ရွက်နေပါပြီအမေကလည်းမိဖို့ကြောင့်ကိုပါဝင်ပြီးတော့ကူညီပေးနေပြီသူ့အလုပ်တွေဟာစီကာရီကာနဲ့ရှယ်လဲလက်ပတ်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီမလုံနိုင်တာကကျွတ်ထံပြောင်းလဲနေတဲ့သူ့ဆက်အာယုံကိုမထိန်သိမ့်နိုင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘလို့ပုံစံမျိုးနဲ့စသိမ်းကြရမှာလေကျွေထိတွေ့ဘူးတဲ့ပါပြင်လေးကိုအပိုင်ဆိုးပိုင်နဲ့နန်းဆိုင်ရှင်နေမင်းရဲ့ရာကိုကျွန်တော်ထာဝရအပိုင်ရခြင်းနဲ့အဲ့ဒီအတွက်လူနေတာကဘာလဲရင်တတိလားအရှစ်လားကျွဲကိုရှစ်နေမိပြီလားဆိုတာကြမပြောနိုင်ပေမဲ့ကျွဲကိုအပိုင်လိုချင်နေမိတာတော့ကျွန်တော်ဆန္ဒပါစိတ်ကူးနဲ့အပိုင်လိုချင်နေမိတာကျွန်တော်ရဲ့မဟာအားနည်းချက်ကြီးပေါ့ဗျာမယူချင်မှုမေကျွန်တော်အိမ်တော်ရေးကိုကျွန်တော်ကိုယ်တိုင်ပဲဆုံးဖြတ်ရွေးချယ်ပေးရစီ။ပါပြောတော့ရှစ်သူကြီးစားမရှိဘူးဆိုအကြီးကောင်ကြော်ဦးလို့တော့ပေါ်တကရမိန်းမနဲ့ယူမဲမကြမ်းနဲ့အမွေပြဆွန့်လွတ်မေကြော်စွာ။ကြောင်ပိတ်ရနွေရာသီရဲ့နေ့တစ်နေ့မှာဆရာလူအားဖြစ်နေတဲ့သူကိုမိခင်ကမိန်းမပေးစားဖို့နားသွင်းလာခြင်းဖြစ်တယ်။မိန်းကလေးကအုတ်ရှိကုံရမှာရွာတကြီးသမီးနွယ်ပန်းမြတ်ဆိုတဲ့မိန်းကလေးနဲ့ဖြစ်ပါတယ်။ကျွန်းနဲ့တရွာတဲ့သမားတွေဖြစ်ပါတယ်။မိခင်ရဲ့ယတိပြက်စကားကြောင့်လေပူဖြော့ဖြော့မှုတ်ထုတ်ပြရင်ဘလို့စကားဆက်ရမလဲဆိုတာစဉ်းစားနေမိတယ်။ပြီးမှစိတ်ရှမ်းသားမှုနဲ့ခုံပကာသနာတွေဘာအရေးကြီးလဲဆိုတော့ကျွန်တော်တို့ကစိတ်ရှမ်းသားမှုကအရေးကြီးနေတဲ့အမေနဲ့အဖေကိုလည်းစိတ်ရှမ်းရှမ်းသာသာထားခြင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းစိတ်ရှမ်းရှမ်းသာသာနေခြင်းနဲ့အကယ်လို့ကျွန်တော်ကြောင့်အမေနဲ့အဖေတို့စိတ်ဆင်းရဲစေခဲ့မယ်ဆိုရင်အခုကလေးကကြိုတင်ပြီးတော့ဝင်ရှာတောင်းပန်ထားပါမယ်မေကျွန်တော်အမေတို့အပေါ်စိတ်ဆင်းရဲပါစေတော့ဆိုတဲ့စိတ်မျိုးလုံးဝမရှိခဲ့ပါဘူးဒါပေမဲ့အိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့နှလုံးသားအလိုသားရွေးချယ်ပေးရစီကျွန်တော်အခုကလေးကအမွေပြဆွန့်လွတ်လိုက်ပါတော့အမေဘလို့ပြောလိုက်တယ်ကြော်စွာငါသားငယ်လေးတော်လာနဲ့ရောင်းမမြင်းစီထွက်တော့မယ်ပေါ့လေပြောစမ်းကြော်စွာဘယ်ကမိန်းမနဲ့မင်းရှစ်ကြိုက်နေရလဲအမေကိုပြောပြစမ်းဟုတ်နောက်တော့သိရမှာပါအမေအခုတော့ကျွန်တော်ကိုယ်တိုင်အဲ့ဒီအရှိကိုဘလို့ပိုင်ဆိုင်ရယူရမလဲဆိုတာမစင်စားရသေးဘူးနေရောမင်းဘယ်မှမသွားရဘူးကြော်စွာမိခင်ရဲ့မျက်ဝန်းမှာအိမ်ထွန်းနေတဲ့မျက်ရည်တွေကသူ့ဘဝကိုကန်တာဆယ်လဲဖို့ကြလာတဲ့မျက်ရည်တွေမိဘမျက်ရည်တစ်ဆက်တာသမီတသက်တာဆင်းရဲတဲ့ဒီစကားကမမှန်ပါဘူးအမေကျွန်တော်မအမေကိုမျက်ရည်ကျစေခြင်းနဲ့စိတ်အာနိသင်မှမရှိတာကျွန်တော်တသက်တာလုံးဆင်းရဲစေဖို့အထိမတန်ဆွမ်းနိုင်ပါဘူးအမေမိခင်မျက်ရည်တွေကိုငေမောကြည့်ရှုမိရင်သူတပ်ပူတစ်ချက်ကိုအရှည်ကြီးမှုတ်ထုတ်ပစ်လိုက်ပါတယ်မနစ်ကဒီလိုညာချမ်းလေးမှာပေါ့
မာလာနဲ့ကျွေဆောင်အတူတူရှုံရင်စပွဲကြည့်ခဲ့ကြတာကျွေကမာလာယူလာတဲ့ဇီးဖြူသည်စားရည်စိန်ကိုငပိကျော်နဲ့အပါတရာစားနေခဲ့တာဒီနှစ်မှာတော့မာလာမပါတော့ကျွေတယောက်တည်းရောင်ချာချာနဲ့ပွဲကြည့်နေရတယ်မိတ်ဆွေတငယ်ချင်းနဲ့ပါတဲ့ကျွေရဲ့အတွက်မာလာတီတာညီရမမာလာတီတာတငယ်ချင်းမရေပါမနေ့ကလိုပါပဲအခုနှစ်လည်းအဲ့ဒီစပွဲဖြစ်တယ်တနေ့ကုန်ရဝေးရနီမိတ်ဆွေတွေကိုကျွေးမွေးဖို့မဟုတ်လို့ရဧည့်သည်တွေကိုကျွေးမွေးအခမ်းရနဲ့ကျွေးတကယ်ကိုပင်ပန်းနေပါပြီတစ်ဖက်မှာလည်းလူပင်ပန်းသလိုစိတ်တွေမွန်းချက်ကပင်ပန်းလွန်းပါတယ်မာလာတယောက်အစဉ်ပြေပါမလားဆိုတဲ့စိတ်ရဲ့ကိုကျော်စွာနဲ့မြပန်းတွေရဲ့မင်္ဂလာသတင်းကြောင့်ကျွေးနှလုံးသားတွေကျွေးမွားအကွဲကုန်နေသူမစိတ်ရည်စင်ကဘဝရောနှလုံးသားပါသစင်းယောက်ျားတဦးထံအနှင်ပုံအော်ပေးခဲ့မိပေမဲ့အဲ့ဒီယောက်ျားကသူမပေးဆက်မှုတွေကိုမသိစိတ်ကလေးကပင်ခံစားသိရှိခဲ့ရပုံမပေါ်ဒါကြောင့်မလို့လေတခြားသောမိန်းမတယောက်ကိုရွှေလက်တွဲဖို့ဆုံးဖြတ်ခဲ့တာပေါ့မမြတ်ပန်းတွေရဲ့အသက်ရောအလှပါသူမနဲ့ထပ်တူကြစွာရှိနေခဲ့ပါတယ်ထပ်တူမကြတာကတော့စီးစိမ်ပကာသနာပဲကျွေကလှုပ်ဆာဆာဘဝသမားမမြတ်ပန်းတွေကနေကရရှိပိုင်တဲ့ရွာတကြီးသမီးဒါနဲ့ရင်ကျွေမှာတန်ဆိုင်ဖို့မဆိုထားနဲ့ရှင်ပြိုင်မောကြီးဖို့ပင်မဝင်မရဲခဲ့ပါပြီးဆုံးသွားပါပြီကိုကျော်စွာရှင်နဲ့ကျွေဇလန်းဆက်ကြဖို့အကြောင်းမရှိတော့ဘူးနော်စာရေးဆရာမကြီးကျူရဲ့စာပေဟောပြောပွဲကစကားလေးတချို့ကိုကျွေမှတ်မိသေးတယ်အချစ်ကမိမတယောက်အတွက်ဘဝကြီးဖြစ်ပေမဲ့ယောက်ျားတယောက်အတွက်အချစ်ကဘဝရဲ့တစိတ်တရေတာပါပဲတဲ့အရမ်းမှန်တယ်နော်ကိုကျော်စွာကျွေအတွက်ရှင်ကဘဝကြီးတစ်ခုလုံးပေါ့ဒါပေမဲ့ရှင်အတွက်ကတော့ကျွေကဘဝရဲ့မပြောပလောက်တဲ့အစိပ်ပိုင်းလေးတစ်ခုဖြစ်တာရှိနေခဲ့တာပေါ့ကျွေကြီးတို့ကိုစက်ခုံစီပို့လို့ပြလိုက်တယ်အကြီးတို့ကစက်ခုံစီရောက်နေပေမဲ့ဆက်ရယုံကတော့တစုံတယောက်တော့သူ့ထံမှာပေါ့လေဟေးမိကျွေအိုးဖះကြီးနင့်မလားနောက်ပိုင်းမှာကျွေးရခါလေးစီတိုင်ဖက်လာတဲ့လက်တစုံကြောင့်အထိတ်တလန့်နောက်ပြန်လှည့်မိခိုင်မလာဖြစ်နေတာကိုကျွေတွေးလိုက်ရတယ်ဟုတ်ပါငါမလာပဲကျွေမလာကိုဖက်လိုက်ပြီးတော့စိတ်လွတ်ကိုလို့ငိုရှာပြစ်လိုက်ပါတော့တယ်ဟဲပွားကင်းကြီးတဲ့ငိုနေတယ်လာအိမ်ပြန်ကြရအောင်အိမ်ချာမှာအားရပါရငိုစမ်းမိကျွေမလာကသူမရဲ့လက်တစ်ဖက်ကိုဆွဲပြီးတော့ပွားကင်းထဲကနေထွက်လာတယ်ကျွေရှင်တုံပန်းတုံလေးဖြစ်မလာခေါ်ရကိုလိုက်ပါလာခဲ့တယ်ပွားကင်းမအိမ်ကိုခတ်တုတ်တုတ်ပဲပြန်လာခဲ့ကြပါတယ်ကျွတို့အိမ်ထဲအရောက်မလာနေရန်ရက်ဆက်တယ်နော်တနေကြီးများတောင်စံမြုပ်နေတယ်အခုနေနဲ့ကိုကျော်ဦးအရှိနေဘလို့လဲငါသိချင်ပြီပြောပြအမှန်ကဒီလိုပါငါမှကိုကျော်ဦးနဲ့ရတဲ့ကိုဝင်မရှိခဲ့ဘူးဟဲတကယ်ကိုကျော်ဦးနဲ့ငါကိုသူမိဘတွေကသဘောမတူလို့ငါတမင်တကာလုပ်ပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်အခုသူနဲ့ငါအတူနေရပြီလေဟာအဲ့ဒါဆိုအခုကိုကျော်ဦးအရက်တောက်သေးလားနင့်ကိုလောက်ကင်ကျွေးရလားအခုသူ့အရက်မတောက်တော့ဘူးဖြတ်လိုက်ပြီးငါ့ကိုလည်းကောင်းကောင်းမွန်မွန်လောက်ကင်ကျွေးမွေးတယ်လေအခုသူမိဘတွေကသူ့ကိုပြန်ခေါ်လို့ငါတို့သူမိဘအိမ်ရောက်နေကြတယ်အော်ကိုကျော်စွာမင်္ဂလာဆောင်မဲ့ကိစ္စကြောင့်ခေါ်ရထင်ပါရဲ့အဲ့ဒါကြောင့်တော့မဟုတ်ဘူးဟာကိုကျော်ဦးကသူမိဘတွေအိမ်သွားပြီးသူမတောင်မစားတဲ့အကြောင်းအလုပ်သေးစားလုပ်နေပြီဆိုတဲ့အကြောင်းပြောပြပြီးတော့ပြန်နေခွင့်ပေးဖို့တောင်းပန်တော့သူမိဘတွေကကြည်ကြည်ပြူပြူပဲလက်ခံလာတယ်ဟာဒါကြောင့်ငါတို့မူဆဲကအပီပြန်လာပြီးတော့အခုရောက်ခမအိမ်မှာအပီပြန်ရောက်နေပြီဆိုပါတော့ပြောစရာအရာကောင်းတာပေါ့မာလာရဲ့နေရအတွက်တွေ့ပြီးငါရမ်းပြော့ပါတယ်ဒါနဲ့ဦးလေးကောင်းတဲ့ရောနေတွေ့ပြီးပြီလားအဖေကိုခဏကပဲကိုကျော်ဦးကကားနဲ့အိမ်ကိုအလဲခေါ်သွားတယ်ငါကဒီနေ့ညနေနဲ့အတူပွဲကြည့်မလို့ကြံရစ်ခဲ့တာအခုအဲ့အစီအစဉ်ပြောင်းသွားပြီးနေနဲ့အတူအိတ်ကြတာပေါ့အိတ်ကြမယ်လေအမေတော်အိတ်ပြီလားမသိဘူးအတော်ခဏကပဲပွဲကြည့်ဆင်းသွားတယ်လေငါတို့စကားပြောနေလို့သူမပြောဘဲထွက်သွားတာအော်ဒါဆိုအိတ်ကြဆိုလေမလားငါရန်ပင်မနေလို့အနားယူချင်နေပြီအေးအိတ်ကြမယ်ကျွေမာလာကိုခေါ်ကအိမ်အပေါ်တက်ခဲ့တယ်ကျွေအိယာကိုပြုတ်ပြင်းခင်းချင်းလေတော့မာလာကရှနာကူထောင်ပေးပါတယ်ဟယ်လို
ပြောပါမာလာထံမှာဖုံရင်ရုံးတန်ကြောင့်ကျွေးအမတ်တမတ်မလို့လမ်းပြန်သွားရတယ်သူမအဖြစ်ကိုမာလာကပြုံးကကြည်လာပြီးဖုံစပီကာပိတ်ကတစ်ဖက်မှလူအားဖုံပြောနေပါတယ်ပြီးမှကျွေးမယုံမသေးအိမ်ရောက်မှာအကြီးများတို့အိမ်ကငါအတွက်မုတ်ထုတ်စားဖို့လာပို့နေတယ်သွားယူပေးပါလားအေးယူပေးမယ်ဖုံပြောနေတဲ့မာလာအားထားခဲ့ပြီးတော့အချိန်မပြတ်စေရန်ခက်သက်သက်ပဲမုတ်ယူပေးဖို့အတွက်အိမ်ရောက်ထက်ကိုဆင်းလာခဲ့တယ်အိမ်ရောက်ထက်တကူလုံးမီလင်းထိန်လင်းနေပါတယ်အိမ်မကြီးတကားကိုစက်ယုံသားစီထားတာကြောင့်အသားတွန်းဖွင့်ပြီးတော့ကျွေထွက်လာလိုက်တယ်သူမတို့အိမ်ရှိမှာကားတစီထွေးရတာတွေ့ရတယ်အကြီးများတော့အိမ်မှာလည်းကားမရှိပါနောက်ပြီးမုတ်လာပိုးတဲ့လူတအူးကိုကျွေမတွေ့ရဘူးဧကန်နာအိမ်ရှိကကားကကိုကျော်ဦးတို့အိမ်ကကားမြလားမာလာကိုအိမ်မှာမအိတ်စေလို့ပြန်လာခေါ်တာထင်ပါရဲ့အတွေ့ပေါင်းဆောင်ဖြစ်စိတ်ထဲရောက်ရခက်နေပါတော့တယ်ကိုကျော်ဦးလားမာလာအိမ်ပေါ်မှာရှိတယ်ရှင်ကားထဲမှာခေါင်းထိုးထွက်လာတဲ့လူကိုကျော်ဦးရဲ့ထင်ဖြစ်ကျွေးခက်လော်လော်လေးမေးလိုက်ရှင်ပါအင်းတလုံးနဲ့ဖြေချတဲ့နဲ့အတူရှလန်းချက်ကြီးတွေနဲ့ကိုကျော်ဦးသူမနားကိုရှောက်လာတယ်ကိုကျော်ဦးမဟုတ်ဘူးကျွန်တော်ပါကြော်စွာပါကျွေးအော်ကိုကျော်စွာလားဘာလာလောက်တာလဲရှင်မာလာကိုလာခေါ်ရလားနေကောင်းတယ်မဟုတ်လားရှင်မင်္ဂလာသတင်းကျွေးကြားပြီးပါပြီရှင်ပျော်ရွှင်ရှမ်းမြေတဲ့အိမ်အောင်ရေးလေးဖြစ်ပါစေရှင်ဟမ်ဘာတွေပြောနေရလဲကျွေးကျွန်တော်ညပန်းတွေနဲ့မယူပြဘူးနော်မယူပြတာထက်ငကိုကလေးကမယူဘူးလို့ယတိပြန်ညင်းခဲ့တာပါဗျရှင်ဒါဆိုမဟုတ်ပဲဘာလို့မင်္ဂလာသတင်းကပြတ်နေရတာလဲရှင်အော်ကျွန်တော်ညပန်းတွေနဲ့မယူပြပေမဲ့တခြားညပန်းတွေမဟုတ်တဲ့မိန်းကလေးနဲ့တော့တစ်ထပ်ဖြစ်လိမ့်မယ်ဗျမကြခင်ဆိုပါတော့အော်ရှင်ရန်ပဲပြောနေမှာပေါ့နော်ကိုကျော်စွာနှလုံးသားနဲ့ဘဝထပ်တူကြခဲ့တဲ့ရှင့်အနာကခရီးလန်းလေးကြောင်တန်းตายရပါစေလို့ကြွေဆူတောင်းပေးပါရရှင်ပေးတဲ့ဆုနဲ့ပြပြရစီကြွေဟုတ်ဒါနဲ့ကျွန်တော်လက်ထက်မဲ့ကောင်မလေးကိုကြွေမမြင်ချင်ဘူးလားဗျမမြင်ချင်ဘူးကြွေအထက်ဝင်တော့မယ်ကိုကျော်စွာကြွေတယောက်ကြားလူဆက်ဆက်မျက်ရည်တွေကိုခက်ခဲစွာထင်ချုပ်ထားလျက်အိမ်ထဲပြေးဝင်ဖို့ကြံရွယ်တဲ့အခါကိုကျော်စွာကသူမရဲ့လက်တစ်ဖက်ကမိမိရရဖန်ဆွဲဆုပ်ကင်ထားလိုက်ပါတယ်။အိုးဒါဘာလို့တာလဲကိုကျော်စွာကျမကိုရှင်အထင်သေးတာလား။မဟုတ်တာဘယ်ကလာအထင်သေးရမှာလဲ။ကျွန်တော်မိန်းကလေးကိုကြွေမြင်ဘူးအောင်လို့ပြချင်လို့လေ။ဟဲ့မကြည့်ချင်ဘူး။ကြွေသူ့လက်ကြားမှာသူမရဲ့လက်ကလေးကိုရှုံထွက်ခါချပစ်လေတော့ကိုကျော်စွာကသူမရဲ့ကိုယ်လေးအားဆွေးကနေချိုင်းတဲ့ဖက်နဲ့ဒူကောင်းနေရာမှာပမနိုင်နိုင်ပွေပိုက်ယူကကားပေးဘက်မှန်နာသူမအားရှာပေးလာတယ်။အမကြီးအမှန်နဲ့ကကောင်မလေးကကျွန်တော်လက်ထက်မဲ့ကောင်မလေးပဲကြွေ။အော်ရှင်ကြွေကိုကျော်စွာစကားကြောင့်မယုံနိုင်လွန်းကအံ့အော်မင်းသက်ဟန်လေးဖြစ်သူ့ကြောင့်ကကိုကျော်စွာထံငေးကြည့်နေမိလိုက်တယ်။နောက်နေတာမဟုတ်ဘူးကြွေတကယ်ဒီကျွန်တော်ပြောနေတာအသီးလို့ကွန်းချိန်မှာမှားမိတဲ့အပြစ်ကြီးကကျွန်တော်အတွက်အတိတ်ဆိုးကြီးတစ်ခုလိုအပြစ်ရှိသူတယောက်လိုခံစားရတယ်။စိတ်မလုံးမချုံဖြစ်ရတယ်။ကျွန်တော်ယောက်ျားကောင်းတယောက်ဖြစ်ရှင်တယ်။ကျွန်တော်မှာအမညီမတွေမရှိပေမဲ့ကျွန်တော်ကိုမွေးထုတ်ထားတဲ့မိခင်ကြီးရှိတယ်။မင်းနေရာမှာကျွန်တော်မိခင်ဖြစ်ခဲ့ရင်ဆိုတဲ့စာနာစိတ်ကလေးကကျွန်တော်နှလုံးသားအိမ်ကိုအစဉ်ကိန်းအောင်နေရယူနေတယ်။ကျွေဘာမှမဖြစ်ခဲ့ဘူးလေကိုကျော်စွာတောင်းယူဖို့မလိုအပ်ပါဘူး။ဒါပေမဲ့ကျွန်တော်ကြောင့်ကျဘဝလေးအမဲဆာဆွန့်ထင်ခဲ့တယ်လေဘသူမှမရိပ်မိခဲ့ဘူးလေကိုကျော်စွာဘသူသိမသိကျွန်နဲ့ကျွန်တော်တော့သိခဲ့ကြတာပဲလေဗျာကျွေးကိုကျွန်တော်လက်ထပ်ပြရစီနော်ကျွနဲ့သဘောတူကြည်ပြူပေးဖို့မိဘတွေစီဆက်ချင်လက်စီစောင့်ဆိုင်နာရှာနေရလို့အခုလိုတနေ့တီကြာသွားရတာသမားကုံလည်းထောက်တာပါတယ်တော့မဟုတ်ရင်ကျွန်တော်ကျွေကိုကားတင်ပြေးပြီးကျွေးအိုးဒါရှင်ကျွေကိုရှစ်လုံးမဟုတ်တာရှင်လက်ပြလုံးဆွေးဖို့အတွက်ဂုံတိတ်ကရှိနေခြင်းလို့ကျွဲ့ကိုလက်ထက်ရှင်လို့မှမဟုတ်တာဝတ္တရားအရတာဝန်ယူခြင်းရောလက်ထက်တာပဲလေကျွဲ့လက်မခံမရစေနဲ့ကိုကျော်စွာမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတကယ်အကြောင်းရင်းကကျွန်တော်ကျွဲ့ကိုပိုင်ဆိုင်ခြင်းလို့ပါကျွန်တော်ရဲ့အတူတတလုံးလက်တွဲပေါင်းဖက်သွားခြင်းလို့ပါကျွဲ့ရဲ့တာဝန်ယူမှုကတက္ကနာပါကျွဲ့ရဲ့သူခန်းကြီးကြီးလေးရေရွတ်လိုက်ခါကျွဲ့ရဲ့ကိုလီယာရှင်ခွင်တဲ့မြုပ်တဲ့အထိတိမ်ကြောင်ပွေဖက်ပြစ်လိုက်တယ်
အိုးကိုကျော်စွာအနမ်းလေးပွေချမ်းတွေကျွေးမျက်နှာလှလှလေးထက်ကြံကြံမိခိုင်ချက်ယွန်စိုးထိတ်စွာကျွေးအော်မိပါတယ်အမေပွဲကြီးရာကပြန်လာတော့မယ်ပြန်မကိုကျော်စွာအတော်ကမိုးလင်းမှနောက်ပိုင်းသိမ့်မှပြန်လာမှအတော်ကိုလည်းခုနကပဲကျွေးကိုလက်ထပ်ဖို့ကိစ္စခွနှောင်းခဲ့ပြီးပြီရှင်အမေကဘာပြောလဲဟောဒီကောင်မလေးသဘောရဲ့ဗျာဆက်စရာကြီးဒါနဲ့မလာရောအခုကိစ္စသိပြီးပြီလားသူသိတာကြားပြီလေမင်းနဲ့ကိုအတိစိတ်လွတ်သွားတဲ့ညာလေးတညအကြောင်းလဲမမလာကိုပြောပြထားတယ်ဟဲရှင်တော့နော်ဘာလို့မဟုတ်မှန်းတာတွေရှောက်ပြောနေရလဲကျွေမျက်နှာပူလို့သေးတော့မယ်အပေါ်တက်တောင်ပြန်မတရဲတော့ဘူးရှင်လုံးပေါက်နဲ့မတရဲရင်မတက်နဲ့လေမဟုတ်လဲမကြခင်လက်ထက်ရတော့မှာပဲဟာမလာနဲ့သွားမဲ့အိတ်တဲ့ကိုရင်ခွင်နဲ့တညာလုံးအိတ်နေဟုတ်ပြီလားအိုးသွားပါတခါပဲအမားခံမယ်အချိန်ချင်းအခါခါအမှားမလုပ်နိုင်ဘူးဟုတ်ပါပြီမောင်ကစတာပါဟော်ရီကျွေးဆိုတဲ့ကောင်မလေးကိုမျက်မျက်နှာနှိုးရှင်းမိသွားလို့ချက်ပြီးတော့အမားမခံတော့ဘူးဒါမဲ့မင်္ဂလာဦးအကျိုးရင်ခွင်နဲ့တညာလုံးပွတ်ဖက်ထားခြင်းနဲ့ချစ်တယ်မဟုတ်လားကျွေးဟုတ်ဒါဆိုဖက်ုံပဲဖက်ဟုတ်နည်းနည်းလေးတော့နမ်းမဲ့လေးကျွေးသူစကားကြောင့်ကျွေသူ့ထံကိုမျက်စောင်းလေးတိုင်းကနေထိုးပြလိုက်တယ်။သူမထံကခွင့်ပြုချက်ရတာနဲ့သူကကျွေရက်ကိုလေးအားခက်ကြမ်းကြမ်းပွေဖက်ဖြစ်ပြီးမျက်နှာလေးအထက်အနမ်းတွေဒရဆက်ချန်ကျဲပါတယ်။တပန်းကနောက်မီကိုကျောမီကထိုင်လိုက်ကြပြီးတော့အနာဂတ်အတွက်အစီအစဉ်တွေပြောဆိုနေကြတယ်။အေဂျန်လုံးနဲ့ဆောင်းရတီရဲ့အေးတန်ကိုခုခံနိုင်ဖို့ကျွေရက်ကိုယ်တိုင်ပြီးသူ့ရင်ခွင်ကြီးတဲ့တိုဝဲဝင်ပစ်လိုက်ရတယ်။အဲ့ဒီအခါသူ့ရဲ့လက်အစုံကလည်းကျွေးရကိုလေးအားအရှမ်းပြေစေဖို့အတွက်ခတ်တင်းတင်းပွေဖက်ထားခဲ့ရာမင်္ဂလာအကျိုးအနမ်းဆိုတဲ့သူ့အနမ်းတွေကလည်းမပြီးနိုင်မစည်းနိုင်တော့ရှင်ခုံလိုက်မောစွာခံယူရင်းနှလုံးသားတစ်ခုလုံးရှင်ပြီးတော့ရှေ့ရတဲ့အဲ့ဒီလူကြောကြီးကိုသူမတသက်တာလုံးပိုင်ဆိုင်ရတော့မှာကိုသတိရမိတဲ့အခါကျွေးရင်နဲ့အပျော်မြကြီးတစ်စင်လိုက်ဖို့မောစွာစီစဉ်သွားခဲ့ပါတော့တယ်။ဘာတဲ့ကိုကျော်စွာရှင်လည်းပဲကျွေးကိုအရန်ရှစ်တာပဲတဲ့လားဒီစကားလေးတစ်ခုနဲ့တင်ကျွေလူပြရကြိုနှက်သွားပါပြီကိုကျော်စွာဘာလို့လဲဆိုတော့ရှင်ကလည်းကျမအတန်နဲ့ထပ်တူရှိရတဲ့ရှင်နှလုံးသားကိုကျွေပိုင်ဆိုင်ကြရလို့ပေါ့ကိုကျော်စွာရဲ့အနန္တွေဟာရှုံမြနေခဲ့သလိုအပွဲဖတ်တို့ဟာကျွေရင်ခုန်တန်တွေကိုကဘာပြက်စေခဲ့တယ်အရန်ရှင်းမြတ်နွေရပါတယ်မောင်ဟုတ်ကဲ့ပါပရိသတ်ကြီးများရှင်မောင်ရင်တွေကကျွေဆိုရဲဇလန်းလေးကတော့ဒီမှာရင်ပျော်ရွှင်စရာများနဲ့စသိန်းလို့သွားခဲ့ပါပြီနော်နောက်လာမယ့်ဇလန်းများကိုလည်းပရိသတ်ကြီးတွေကဆက်လက်ဆောင်မြော်လို့အပေးချပါအောင်ရှင်ဟုတ်ကဲ့ဇလန်းလေးကိုပြီးဆုံးသည့်တိုင်အောင်နောက်တော့ဆင်ပေးခဲ့တဲ့ပရိသတ်တဦးတယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိသလိုစာရေးသူမေချိုခိုင်ခိုင်အောင်ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရရှင်အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်